မင်္ဂလာပါပြောင်းနေတယ်မပြောင်းပါဘူးရှိတယ်ဟိုတလောက Facebook အပိတ်ခံရတယ်အခုရက်ထဲမှာအလုပ်ရှုပ်တယ်ဒီကနေ့ကျွန်တော်ဝတ်ထားတဲ့အင်ကြီးဘာတွေထူးခြားမှုရှိလဲမင်္ဂလာပါဗျအားလုံးပဲကျွန်တော်ကဒီနေ့ကရင်အင်ကြီးလေးကိုအပေါ်ထပ်ဝတ်ထားပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီကနေ့မြန်မာပြည်တွင်းထဲမှာစစ်အာဏာရှင်စစ်ကောင်စီရဲ့မတရားဖိနှိပ်တပ်ဖြတ်မှုခံနေရတဲ့ကျွန်တော်တို့ဖိနှိပ်ခံလူထုဘက်ကနေပြီးတော့ရက်တီပေးတဲ့ဒီကရင်အဖွဲ့အစည်း KNU ကိုကျွန်တော်ကဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်ကရင်အင်ကြီးလေးဒီနေ့ဝတ်လာတာပါဒီနေ့မှကျွန်တော်ဝယ်လာတာဒီနေ့ဝယ်လာတာကျွန်တော်တို့ဒီနေ့ကျွန်တော်ဝယ်လာတယ်ကျွန်တော်အမျိုးသမီးကတော့ကရင်တိုင်းရင်သူပါစကောကရင်ကျွန်တော်ကတော့ကတုံကရင်ကျွန်တော်ကတော့ကတုံကရင်ပါကျွန်တော်တို့ဒီကနေ့ပြည်သူတွေကူရကဲရမဲ့နေတဲ့အချိန်ဒီမှာနော် KNU အဖွဲ့အစည်းအနေနဲ့လူထုဘက်ကရက်တီပြီးတော့နော်တိုက်ပွဲဝင်ပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်ဒီကရင်အင်ကြီးလေးဝတ်လာတာဖြစ်ပါတယ်တခြားကချင်တွေလည်းရှိပါတယ်เนาะဒီနေ့မကြသေးခင်ရခိုင်ပေါ့အေးအဖွဲ့ရလဲဒါလူထုဘက်ကရက်တီမယ်လို့ကြီးညာတယ်နောက်တစ်ခါဇိုမီနောက်တစ်ခါ CNF လို့ခေါ်တဲ့ချင်းအမျိုးသားတပ်ဦးပေါ့နောက်တစ်ခါ RCSF လို့ခေါ်တဲ့တောင်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းအဖွဲ့အခုဝါကိုတော့သူတို့ဝပြည်သူတွေကလည်းเนาะသူတို့တောင်းဆိုနေတာတွေရှိပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာကရင်အင်ကြီးဝယ်လို့ရတဲ့အတွက်ဝယ်ပြီးတော့ဝတ်လိုက်တာပါအဲ့ဒါနော်ဂုံပြူတာပါနော်ကရင်အဖွဲ့စီ KNU ကိုဂုံပြူတာပါအရင်ကျေးဇူးတင်ပါတယ်လူလူကျွန်တော်မြန်မာလူလူဘက်ကနေရက်တီပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် CRPH Federal Army အတွက်အလှငွေပေးဖို့မလွယ်ဘူးဖြစ်နေတယ်တဲ့ကြောင်မြောက်ရန်ကုန်ကပါတဲ့ဟုတ်ကဲ့ကျွန်တော် test message တစ်ချက်ပို့ပေးပါကျွန်တော်တက်ဆိုင်တဲ့သူတွေပေါ့နော်စူးစမ်းပြီးဆက်သွယ်ပေးကြည့်ပေးမယ်နော်ဘယ်လိုပုံစံနဲ့ဆိုအဆင်ပြေမလဲဆိုတာကိုကျွန်တော်ကို Messenger ထဲကနေပြီးတော့နော်ကျွန်တော်ရေးထည့်ပေးပါနောက်တစ်ခုကလည်းကျွန်တော်ကိုဆက်သွယ်တဲ့မြန်မာပြည်ထဲကနေပြီးတော့ Federal တပ်မတော်ပေါ်လာရင်ကျွန်တော်တို့လှူခြင်းပါတယ်ကိုထုံးနိုင်တော့စိတ်ချပါတယ်ပြည်တွင်းထဲမှာတော့ကျွန်တော်တို့ကယုံကြည်ပါဒလန်နေနဲ့တွေ့မှာကြောက်လို့ပေါ့နော်အဲ့တော့ Federal ပြည်ထောင်စု Federal တပ်မတော်ပေါ့ Federal တပ်မတော်အတွက်ရန်ပုံငွေတွေလည်းလိုနေပါတယ်အဲ့ဒါကျွန်တော် page မှာလည်းတင်ပေးထားပါတယ်အဲ့ဒီမှာ click လိုက်ထားတဲ့သူလှူရမယ့် website ကိုရောက်သွားပါတယ်เนาะအဲ့ဒီနည်းနဲ့လှူလို့ရတယ်မြန်မာပြည်ထဲကနေမြန်မာငွေနဲ့လှူခြင်းတဲ့ပုံကူများအတွက်တော့ကျွန်တော်တခြားမေးကြည့်ပေးပါမယ်ဘယ်လိုပုံစံမျိုးနဲ့နော်လုံခြုံစိတ်ချစွာလှူလို့ရမလဲဆိုတာမျိုးပေါ့ကျွန်တော် Messenger ကနေတစ်ဆင့်ဆက်သွယ်ပေးလို့ရပါတယ်အဲ့တော့ Federal တပ်မတော်ကိစ္စတွေလည်းမကြခင်ပေါ်လာမယ်လို့ကျွန်တော်တို့သိရပါတယ် Federal ပြည်ထောင်စုအစိုးရလည်းပေါ်လာပါလိမ့်မယ်နော်အားလုံးအတွက်အားတက်စရာတွေကြီးပါပဲဒီကနေ့စီးရဲအခြေအနေကြည့်ရင်ဟာလာကချင်ပြည်နယ်မှာလည်း KIA ကနော်အပြင်းထန်တိုက်ပွဲတွေဝင်ပြီးလူထုဘက်ကနေအပြင်းထန်တိုက်ပွဲဝင်ပြီးတော့စခန်းတွေတစ်ခုပြီးတစ်ခုသိမ်းနေပါတယ်အဲ့ဒီသတင်းတွေလည်းတက်လာပါတယ်အရင်လည်းဂုဏ်ယူပါတယ် KIA ကျေးဇူးအရင်တင်ပါတယ်အဲ့တော့ကျွန်တော်တို့အနှစ်အလားလွတ်လပ်ရေးရပြီးတဲ့အချိန်ကနေပြီးတော့တိုင်းသားတွေအားလုံးတောင်းတနေတဲ့ Federal ပြည်ထောင်စုကြီးဟာဒီကနေ့ကျွန်တော်တို့အားတင်းပြီးတစ်ချက်ယုံလိုက်မယ်ဆိုရင်နော်မုတ်ချပေါ်လာမှာပါ Federal ပြည်ထောင်စုပေါ်လာတာနဲ့တပြိုင်နက်တည်းမှာ Federal တပ်မတော်ဆိုတာလည်းပေါ်လာမှာပါအဲ့တော့ဒီကနေ့ကျွန်တော်တို့ဒီစစ်ကောင်စီကနော်အာဏာရှင်တွေအာဏာသိမ်းခွင့်ရတယ်ဆိုတာအဓိကကတော့ Federal တပ်မတော်မရှိလို့ပဲ Federal တပ်မတော်ဘာကြောင့်မရှိလဲ Federal ပြည်ထောင်စုမရှိလို့ပဲဒါရှင်းတယ်ဒါတွေပြန်လိုက်ရင်1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်ရောက်သွားလိမ့်မယ်အဲ့တော့တိုင်းသားတွေတကယ်တောင်းဆိုနေတဲ့ဒီ Federal ပြည်ထောင်စုကိစ္စကိုဒါ
ကျွန်တော်တို့လုံနိုင်မယ်ဆိုတိုင်းပြည်မှာကျွန်တော်တို့ကနော်ငိမ့်ချမ်းရေးတွေရမယ်ငိမ့်ချမ်းရေးရတာနဲ့တပြိုင်နက်တည်းပဲကျွန်တော်တို့ဒီပြန်လည်ထူထောင်ရေးတွေကိုနော်ကြိုးကြိုးစားစားလောက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ကအာရှမှာကြားတဲ့ကောင်ကျင်းတီပြန်ဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ရေးရေးပြောရဲတယ်ကျွန်တော်တို့လူမျိုးတွေရဲ့စကိုကျွန်တော်တို့သိတယ်ပြဿနာကပါလဲနိုင်ငံရေးမတည်ငြိမ်မှုအဲ့ဒီနိုင်ငံရေးမတည်ငြိမ်မှုကိုဘယ်သူတွေကဖန်တီးလဲခေတ်အဆက်ဆက်ဒီစစ်တပ်ကပဲဖန်တီးခဲ့တာပဲရှင်းရှင်းပြောရရင်ဟုတ်လားစစ်တပ်ကရဲဘော်၃ချိတ်တုံးတော့တကယ်တိုင်းပြည်အကျိုးကိုတည်ဖို့မဲ့လူတွေနဲ့ဖွဲ့စည်းခဲ့တာပဲဗျ1962ခုနှစ်ဒေါ်လာရေးကောင်စီနေပြီးတော့ဒီစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတက်ကပြတ်သွားတာအဲ့ဒီကနေပျက်စီးသွားတာစိတ်သက်တွေကအစဒီကနေ့ပိုဆိုးသွားတယ်ပေါ့ဗျာအဲ့တော့လက်နဲ့ရှိရင်အာဏာသိမ်းလို့ရတယ်လက်နဲ့ရှိရင်လူထုကို6လန့်ပြီးတော့နော်လူထုကို6လန့်ပြီးတော့အုပ်ချုပ်လို့ရတယ်ဆိုတဲ့အတွေးမျိုးကိုကျွန်တော်တို့ကဒီကနေ့အမြင့်ပြတ်ချိန်မုံပြရမှာဖြစ်တယ်အဲ့တော့အမြင့်ပြတ်ဒီကနေ့အမြင့်ပြတ်မချိန်မုံနိုင်ဘူးဆိုတော့ကျွန်တော်တို့ရဲ့မျိုးဆက်ပေါင်းများစွာစစ်ကြုံဘဝအောက်မှာပဲကျွန်တော်တို့နော်ရုံးမထွက်နိုင်ဖြစ်မယ်ကြာလာရင်ကျွန်တော်တို့တွေအသက်တွေတိုးကုန်လိမ့်မယ်ဘာကြောင့်လဲအာဟာရပြည့်ပြည့်ဝဝမစားနိုင်ဘူးကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရနိုင်ဘူးဒီနည်းတွေနဲ့ပဲ तू မတက်လဲကိုကသိမှာပဲနော် तू မတက်လဲကိုသိမှာပဲအဲ့တော့ဗျာဒီကနေ့ generation Z လို့ခေါ်တဲ့ Z လို့ခေါ်တဲ့ဒီနောက်ဆုံးမျိုးဆက်ကလေးတွေကအသက်တွေပြီးနော်အသက်တွေပေးပြီးတော့တိုက်ပွဲဝင်နေတယ်အခုလဲကျွန်တော်တို့28ရက်နေ့မှာတိုက်ပွဲခေါ်လိုက်ပါပြီနော်တိုက်ပွဲခေါ်လိုက်ပါပြီတက်လှမ်းလိုက်ပါပြီ28ရက်နေ့မှာတိုင်းပြည်လုံးအတိုင်းအတာနဲ့ကျွန်တော်တို့နော်စစ်ကောင်စီကိုဖြုတ်ချတဲ့အထိကျွန်တော်တို့တိုက်ပွဲဝင်ကြပါလိမ့်မယ်ဒီကနေ့လူထုနော်ဆန္ဒပြပွဲတွေရှိတယ် CDM တွေရှိတယ်ဓာတ်နယ်တွေမလုံလောက်တော့ပါဘူးဓာတ်နယ်တွေမလုံလောက်တဲ့အတွက်ဒီကနေ့ Federal တက်မတော်ဆိုတာတွေပါဖြစ်လာရတယ်အဲ့တော့နီးပေါင်းစုံနဲ့ဒီစစ်ကောင်စီကိုဖြုတ်ချမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့တိုက်တွန်းခြင်းပါတယ်မြန်မာပြည်တွေက generation Y တို့နော် H တို့နောက်တစ်ခါကန့်လန့်တိုက်နေတဲ့ L ဆိုတဲ့ပုံကိုများနော် L ဆိုတဲ့ပုံကိုများအဲ့ဒါမျိုးကိုကျွန်တော်တို့တိုက်တွန်းခြင်းပါတယ်ကျွန်တော်တို့တွေကစစ်အာဏာရှင်စနစ်အောက်မှာကြီးပြင်းခဲ့ရတဲ့လူတွေဗျာဘလောက်ထိစိုးရလဲဆိုတာအားလုံးသိပြီးတယ်ဗျဟုတ်တယ်မလားဒီကနေ့ကလေးတွေကအသက်တွေပေးပြီးတော့တိုက်ပွဲဝင်နေတဲ့ခါမှာကျွန်တော်တို့ကဘာကိုတွေးဝေနေရမှာလဲနော်သူမတက်လဲကိုသိမှာပဲကျွန်တော်ပြောပြီးသားဟုတ်လားဒီအုတ်ချုံမှုညံပြင်းတဲ့အစိုးရတရရဲ့အောက်မှာပညာရေးကျန်းမာရေးလူမှုရေးအစအရာရာနိုင်ပါတယ်နော်နိုင်ပါခဲ့ပြီးသွားပြီကျွန်တော်တို့ဖြတ်တန်းခဲ့ပြီးသွားပြီနော်ဒါတွေကတာရကတွေကြီးပဲနော်ဒါတွေကဘာမှကြာသေးတာမဟုတ်သေးဘူးကျွန်တော်တို့နော်ဘာမှမကြာသေးဘူးအဲ့တော့မြန်မာပြည်ဟာဟုတ်လားတော်လိုင်းကောင်စီစစ်တပ်ကအာဏာသိမ်းပြီးတော်လိုင်းကောင်စီအစိုးရတက်လာပြီးတိတ်မကြောက်ကျွန်တော်တိုင်းပြည်ကကမ္ဘာအစင်းရဲဆုံးနိုင်ငံဖြစ်သွားတယ်ဟုတ်လားလူထုကရွေးကောက်တင်မြှောက်တဲ့ဒီအစိုးရတရက်က9နှစ်လောက်အုပ်ချုပ်ခဲ့တဲ့ကာလာလေးမှာပဲကျွန်တော်တို့ဒီကမ္ဘာအစင်းရဲဆုံးနိုင်ငံအဆင့်ရနေပြီးတော့ပယ်ဖြတ်ခြင်းကိုခံခဲ့ရတယ်ကမ္ဘာအစင်းရဲဆုံးနိုင်ငံဖြစ်ရင်ဘာတွေဖြစ်မလဲစိုးကျိုးတွေအများကြီးပဲနော်တိုင်းပြည်ရဲ့အနာဂတ်ကိုအရှိန်ပြင်းပြင်းသွားတော့မယ်ဆိုရင်ကျွန်တော်တို့ကကမ္ဘာအစင်းရဲဆုံးနိုင်ငံဖြစ်နေလို့မရဘူးနော်အဲ့တော့ဒီအစိုးရက9နှစ်အတွင်းထဲမှာပဲဒါဒီအဆင့်ကိုကြော်ဖြတ်နိုင်ခဲ့တယ်အခုလာမဲ့9နှစ်ကအရှိန်ပြင်းပြင်းနဲ့သွားမယ်လို့နော်အစီအစဉ်တွေချထားတဲ့အချိန်ကြကမှပဲဟုတ်လားစစ်ကောင်းဆောင်ကသူတို့အကျိုးစီးပွားအတွက်ပုဂ္ဂလိကအကျိုးစီးပွားအတွက်အတ္တတွေပေါ့ဗျာလောဘတွေဒီအတွက်ဒီကနေ့ကျွန်တော်တို့ကလေးတွေအသက်တွေပေးနေရတယ်အခုတိုင်းပြည်အနှံ့မှာတိုက်ပွဲတွေဖြစ်တော့မယ်ကျင်းနေတဲ့တိုက်ပွဲဖြစ်မှာဒီပွဲကကျွန်တော်တို့ဘက်ကလည်းနောက်ဆုံးမှာမဟုတ်ဘူးအပိသက်တိုက်မှာနော်အပိသက်တိုက်မှာဒါကြောင့်ကျွန်တော်တို့လူကြီးတွေကဘာကိုတွေးဝေနေသေးသလဲဘာကိုတွေးဝေနေသေးသလဲကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကိုပြန်ကြည့်လိုက်တိုင်းပြည်မှာအငတ်ငတ်အပြက်ပြက်နော်ကျမ်းမာရေးချို့တဲ့စွာနဲ့ကျွန်တော်တို့လူမျိုးတွေနေတိုင်းသိနေရတယ်တိုက်ပွဲတွေကြောင့်သိနေရတယ်နော်သိရတယ်လူတွေကိုနဲတာမဟုတ်ဘူးဒီကနေ့အဲ့ဒါတွေကိုမြေလံပစ်ဖို့အတွက်တိုင်းပြည်ကိုရှေ့ဆက်ပြီးတော့နော်အရှိန်ပြင်းပြင်းနဲ့သွားနိုင်ဖို့အတွက်ဟုတ်လားငြိမ်းချမ်းရေးတွေရဖို့အတွက်အဓိကကြတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနော်ဒီကနေ့မကြခင်ပေါ်လာတော့မယ်နော်တိုင်းသားတွေအားလုံးလက်ခံတဲ့ Federal ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတရပေါ်လာတာနဲ့အများကျွန်တော်တို့က Federal အစိုးရတရပေါ်လာမယ်အဲ့ဒီမှာတပြိုင်နက်တည်းပဲ Federal တက်မလို့ပေါ်လာမယ်ဘာကိုကြောက်နေတာလဲနော်ကြောက်နေတာလား
အချောင်ခိုးတာလားတော့ကျွန်တော်တို့မရှင်းဘူးပေါ့ဗျာအဲ့တော့ကျွန်တော်က CDN မလုပ်တဲ့လူတွေ CDN ကိုနှောက်ယှက်တဲ့လူတွေစရင်ပေးပါဆိုတော့ကျွန်တော်ရှိကိုတက်လာကြပါတယ်တော်တော်များများကျွန်တော်ကသာလိုက်ပြီးမိအောင်မလုပ်နိုင်သေးတာပါအခုလောလောလတ်လတ်မှာတော့ကျွန်တော်ရှိကိုတက်လာတာဟာလားပညာရေးကဏ္ဍကလည်းတော်တော်ပါတယ်ဗျအဲ့ဒါစိတ်မကောင်းစရာပဲเนาะပညာရေးကဏ္ဍကဝန်ထမ်းတွေဒီ CDN ကိုမလုပ်ဖဲနဲ့เนาะ CDN ကိုမလုပ်ဖဲနဲ့တစ်ဖက်လူတွေရဲ့ခိုင်းစီချက်အရာသင်တန်းတွေပေးတာတို့နော်ကျောင်းတွေပြန်ဖွင့်ဖို့စ조사နေတာတို့အဲ့ဒါတွေတွေ့ရတာတော်တော်စိတ်မကောင်းစရာဖြစ်တယ်တိုင်းပြည်ဒီပညာရေးဆိုတာတိုင်းပြည်အနာဂတ်အတွက်အသက်ပဲဗျအသက်ပဲနော်ဒီတိုင်းပြည်တပြည်ကိုနော်တိုင်းပြည်တပြည်ကိုစင်ရမွဲတည်ပြီးကိုအုပ်ချုပ်ခြင်းနဲ့အုပ်ချုပ်လို့ရအောင်ပထမဆုံးစလုပ်တာကလူတွေကိုပညာမတတ်အောင်လုပ်တာပဲအဲ့တော့ပညာကိုဘာကြောင့်ကျွန်တော်တို့သင်နေတယ်လဲပြန်ဆန်းစစ်ဖို့လိုတယ်ဟုတ်ပြီလားအမှားနဲ့အမှန်ကိုကျွန်တော်တို့ကခွဲခြားတတ်အောင်လို့ပညာကိုသင်နေရခြင်းဖြစ်တယ်အဲ့တော့ဒီကနေ့ဟုတ်လားဒီကနေ့ကျွန်တော်တို့ဒီအနာဂတ်မျိုးဆက်တွေကိုသင်ကြားပေးမဲ့နော်မိဘနဲ့တူတဲ့ဆရာများလက်ဦးဆရာများမိဘနဲ့တူတဲ့ဆရာများဒီဆရာတွေကိုယ်၌ကအမှားနဲ့အမှန်ကိုမခွဲခြားနိုင်သေးတာဟာတိုင်းပြည်အနာဂတ်အမတန်မှယဉ်လေးဖို့ကောင်းတယ်နော်ဟုတ်လားမိရထားဝန်ထမ်းတွေစင်ရချိုးတဲ့မိရထားဝန်ထမ်းတွေဟာနေအိမ်လမ်းကန်းတွေကနေပြီးတော့နော်မောင်းအထုတ်ခံနှင်းအချခံပြီးဘာနှင်းချနေပါလဲနဲ့ CDN ကိုကြံ့ကြံ့ခံပြီးတော့ဆက်ပြီးတိုက်ပွဲဝင်နေတဲ့အချိန်မှာနော်ဒီပညာရေးနယ်ပယ်ပညာတတ်နယ်ပယ်ကဒီဆရာမတွေပညာရေးဝန်ထမ်းတွေနော်ပညာရေးမှုတွေဟာဒီစစ်ကောင်စီရဲ့နော်အမိန့်တွေကိုနာခံပြီးတော့ကြောင်းဖွင့်ဖို့တွေစ조사နေတာ CDN ဝင်နေတဲ့ဆရာမတွေကိုနော် CDN မလုပ်ဖို့ဖိအားတွေပေးနေတာဟာတော်တော်လေးတော့နော်ကျွန်တော်တို့ကမကောင်းတဲ့လက္ခဏာဗျအဲ့တော့ဆရာမများကိုကျွန်တော်တို့ကပြောချင်ပါတယ်ပညာသင်ရခြင်းရဲ့ရည်ရွယ်ချက်ကအမှားနဲ့အမှန်ကိုဝေဖန်ပိုင်းခြားတတ်ဖို့ပညာသင်ရတာဖြစ်တယ်ဒါအခြေခံအကြဆုံးအချက်ပဲဒီကနေ့တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ဟာတွေကိုအမှန်မှန်တော့မသိတော့တာလားကျွန်တော်တို့ကဟုတ်ပြီနော်ဒီကနေ့ကျွန်တော်တို့အပြစ်မဲ့တဲ့နော်ဆရာမတို့ရဲ့တပည့်အရွယ်ကလေးတွေလမ်းပေါ်မှာနော်ရက်ဆက်ပြစ်တက်ခံနေရတာနော်ရိုက်နှက်ခံနေရတာဖမ်းဆီးခံနေရတာအတ္တမပြုကျင့်ခံနေရတာဒါတွေကအမှန်လားအမှားလားဗျာဆရာမများပညာရေးဝန်ထမ်းများကျွန်တော်တို့မေးကြပါတယ်ဒီကနေ့ဆေးရုံဆေးကန်းတွေမရှိဘူးသူတို့စစ်တပ်မှာဆရာဝန်တွေနဲ့သူတို့အစားထိုးနေတယ်ဒါပေမဲ့ပညာရေးနယ်ပယ်မှာသူတို့မှာသင်နိုင်တဲ့အရေးချင်းမရှိဘူးဒါကြောင့်ပညာရေးဝန်ထမ်းတွေကတောက်ခံထားပါလို့ကျွန်တော်တို့ကတိုက်တွန်းနေရခြင်းဖြစ်တယ်နော်အဲ့ဒီတော့ဒီကလေးတွေကိုတိုင်းပြည်ရဲ့အနာဂတ်တွေဖြစ်တယ်ကျယ်ပွင့်နေဖြစ်တယ်ကလေးတွေကိုပညာသင်ပေးမဲ့ဆရာမတွေကို၌ကအမှားအမှန်ကိုမခွဲခြားနိုင်သေးတာဟာမခွဲခြားနိုင်တာလားအချောင်လိုက်တာလားအယိုးကြိုက်ချင်တာလားဒါတော့ကိုသိကြလိမ့်မယ်နော်ကျွန်တော်တို့အခုကျွန်တော်ရှိပို့ထားတဲ့စီးနေထဲမှာကျွန်တော်တို့ AR တန်အင်္ဂပူမြို့နယ်နော်ပညာရေးမှုတွေပါပါတယ်ကျွန်တော်ဒီဟာပြီးရင်ကျွန်တော်တင်မယ်အဲ့ဒီဟာလေးကိုနော်စေးရုံကတူနာပြုတ်တွေပါတယ်တတိုင်းပြည်လုံး CDN လုံနေတဲ့ဟာကိုကန့်လန့်တိုက်ပြီးတော့ကျောင်းတွေပြန်ဖွင့်ဖို့လုပ်တာစေးရုံတွေနော်ပြန်ပြီးတော့အလုပ်ဆင်းဖို့လုပ်နေတာတွေဟာဒါတိုင်းပြည်နဲ့လူထုကိုစော်ကားတာပဲကျွန်တော်စည်းရင်းတွေမှတ်ထားတယ်ဒါတွေကပြီးသွားမှာမဟုတ်ဘူးဆိုတာကိုနော်အဲ့ဒီ CDN ကိုမဝင်တဲ့ပညာရေးဝန်ထမ်းတွေနော်ကျန်းမာရေးဝန်ထမ်းတွေကြံရှိနေတဲ့အခြားသောဝန်ထမ်းတွေကိုကျွန်တော်သိစေခြင်းနဲ့ဒီတစ်ချိန်ကျွန်တော်တို့ခွင့်လွှတ်မှာမဟုတ်ဘူးနော်အင်္ဂပူကစည်းရင်းတွေတက်လာတယ်နော်အခုရက်ပိုင်းမှာပညာရေးဝန်ထမ်းတွေတော်တော်များများတွေ့နေရတယ်အဲ့တော့ဘန်လုံနီးနဲ့များကလေးတွေကိုအမှားအမှန်သင်ကြားပေးနိုင်ပါလေဒီကနေ့တိုင်းပြည်မှာဖြစ်ပျက်နေတဲ့အရာတွေကစက်ကောင်စီရဲ့လုပ်ရတွေကမှန်တယ်လို့ယူဆထားတာလားဗျာအဲ့ဒါဆိုရင်ဘလုံနီးနဲ့များပညာတွေသင်ပြီးတော့ဘလုံနီးနဲ့များကျောင်းဆရာမတွေဖြစ်ဘလုံနီးနဲ့များပညာရေးမှုတွေဖြစ်လာတာလဲလို့ကျွန်တော်မေးခြင်းတယ်ဟုတ်ပြီလား
ကျွန်တော်တို့ကိုယ်တိုင်နှစ်ပေါင်းများစွာဒီစစ်အာဏာရှင်စနစ်အောက်မှာကျွန်တော်တို့အဖိနှိပ်ခံခဲ့ရပြီးတိုင်းပြည်ကကမ္ဘာအလယ်မှာအစင်းရဆုံးတိုင်းပြည်အဖြစ်ညှိုးငယ်စွာနေခဲ့ရပြီးသွားပြီနော်ကိုနိုင်လည်းဖြတ်တန်းခဲ့ပြီးသွားပြီဒီကနေ့ကိုကတတ္တိမရှိလို့တတ္တိရှိတဲ့ကလေးတွေကနော်အသက်အသေးခံပြီးတိုက်ပွဲဝင်နေတဲ့ကိစ္စမှာဘာဖြစ်လို့မြတ်ဒီ CDN လေးကိုတော့မလုံနိုင်ရတာလဲနော်ဆရာမတို့သင်ထားတဲ့ပညာတွေကဘယ်ရောက်ကုန်တာလဲဒီလိုမျိုးအနေထားတွေနဲ့ဘယ်လိုလုပ်ပြီးတိုင်းပြည်အနာဂတ်ကျယ်ပွင့်နေဘယ်လိုသွားသင်ပါလဲနော်ဘာကြောင့်ပညာသင်ခဲ့ရတယ်ဘာကြောင့်ကလေးတွေကိုစာသင်ပေးရတာလဲဆိုတဲ့ရည်ရွယ်ချက်ကိုကိုပြန်မေးကြဗျာဒီကနေ့ဖြစ်ပြနေတဲ့အရာတွေဒီကနေ့ CDM မလုပ်တဲ့လူတွေဟာနော် CDM မလုပ်တဲ့ဝန်ထမ်းတွေဟာစစ်ကောင်စီရဲ့လုပ်ရက်တွေမှန်တယ်လို့ယူဆထားလို့ဒါဖြစ်တယ်လို့ကျွန်တော်အဲ့လိုပဲမြင်တယ်မှန်တယ်ဆိုရင်ဘာကြောင့်မှန်တာလဲဖွဲ့စည်းပုံအခြေခံဥပဒေကြအရာပြောမလားဗြဟ္မစိုတရားအရာပြောမလားလူကျင့်ဝတ်ဖြစ်တဲ့ဗြဟ္မစိုတရားအရာပြောမလားဘယ်ရှိုးတော့ကပြောခြင်းလဲကျွန်တော်စိန်ခေါ်တယ်ဒီကနေ့စစ်ကောင်စီရဲ့လုပ်ရက်တွေမှန်တယ်လို့ပြောတဲ့ဝန်ထမ်းများကျွန်တော်စိန်ခေါ်တယ်နော်ဖွဲ့စည်းပုံအခြေခံဥပဒေအရာလည်းမကိုက်ညီဘူးဒီကနေ့လက်နဲ့မဲ့နေတဲ့ငြိမ်းချမ်းစွာဆန္ဒပြတဲ့တိုင်းပြည်ရဲ့အညွန့်အဖူးလေးတွေကိုရက်ဆက်လမ်းပေါ်မှာပြစ်တက်ယုံနေမကဘူးအိမ်ထဲဝင်ပြီးတော့ပါပြစ်တက်နေတာတွေကိုခမားတို့ကမှန်တယ်လို့ယူဆနေတာလားကျွန်တော်စရင်းနေရှိတယ်နော်ဒီကနေ့တော်လိုင်းရဲ့ပြီးသွားရင်တော့ကျွန်တော်ရှိကိုဆက်ဖို့ကျွန်တော်ဆက်မှတ်တမ်းတင်မှာပြီးရင်ကျွန်တော်တို့ဒါတွေအရေးယူမှာနော်ပညာရေးနယ်ပယ်ကဝန်ထမ်းတွေဒီလိုစိတ်ဓာတ်တွေရှိတာတိတ်ကိုစိုးရိမ်စရာဖြစ်တယ်ဘာကြောင့်ပညာသင်ခဲ့တယ်လဲကိုနိုင်ကဘာကြောင့်များကလေးတွေကိုစာသင်နေရတယ်လဲဆိုတော့မူလရည်ရွယ်ချက်ကိုတော့မသိနိုင်တော့အောင်အယောကိုက်ချင်တာလားနော်အယောကိုက်ချင်တာလားကြောက်တာလားကြောက်တယ်ဆိုဘာကိုကြောက်တာလဲတနတ်ကိုကြောက်တာလားဟုတ်ပြီနော်အဲ့ဒီတော့တနတ်ကိုတနတ်ချင်းရှင်ဖို့ကျွန်တော်တို့ဒီကနေ့ဖယ်ရတက်မလို့ဖွဲ့နေပြီလုံနေပြီမကြခင်ပေါ်လာမှာအခုလဲနော်အဖွဲ့အဖြစ်သာတရားဝင်မပညာနိုင်သေးတာသူနည်းသူဟန်နဲ့လုံနေကြပြီမြန်မာပြည်ရဲ့အရှိအနောက်တောင်မြောက်နော်မြောက်ဘက်မှာ KIA ရှိတယ်တောင်ဘက်မှာ KNU ရှိတယ်အရှိဘက်မှာရှမ်းရှိတယ်နော်ရှမ်းပြည်နယ်တောင်ပိုင်းအဖွဲ့ရှိတယ်အခုဝကိုလည်းဝပြည်သူတွေကတောင်းဆိုနေပြီဒီအနောက်ဘက်အချမ်းမှာဆိုဇိုမီရှိတယ် CNF ရှိတယ်မကြသေးခင်ကမှနော်အပြစ်ခတ်တွေရက်ထားတဲ့ဒီ AA ဆိုအဖွဲ့ရှိတယ်နော်ကျွန်တော်တို့ကဖွဲ့စည်းပုံအခြေခံဥပဒေ DCRPH ကလည်းအလုပ်တွေများတယ်သူတို့ကတစင်ချင်းသွားနေရတဲ့အတွက်ကြောင့်သာဖယ်ရတက်မလို့မကျင်ညာနိုင်သေးတာနော်သူအားလုံးကတော့လုံနေကြတာပဲတနတ်ကြောက်တဲ့ဟဲ့ဆိုရင်ဗျာကဲကျွန်တော်တနတ်ရှိပြီဒါဆိုခင်ဗျားတို့ဘာကြောက်သေးတယ်လဲအယောကိုက်ချင်တာလားဟမ်ဟုတ်ပြီဗျာအဲ့လိုဆိုကျွန်တော်ကအဖြစ်ပြက်ကလေးတစ်ခုကျွန်တော်ပြောပြခြင်းတယ်နော်အဖြစ်ပြက်ကလေးတစ်ခုကျွန်တော်ပြောပြခြင်းတယ်1912ခုနှစ်မှာနစ်မြုပ်သွားတဲ့တိုက်တန်းနစ်သင်္ဘောကြီးပေါ်မှာနော်လူထောင်နဲ့ချီတယ်ပေါ့ဗျာအဲ့ဒီအထဲထဲမှာပါတဲ့ဂျပန်နိုင်ငံသားတဦးတည်းပဲပါတယ်နော်သူ့နာမည်ကမာဆာဘူမီဟိုဆိုနိုဆိုတဲ့အင်ဂျင်နီယာလေးနော်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကဂျပန်နိုင်ငံပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကအရာရှိငယ်လေးအင်ဂျင်နီယာလေးနော်ဟိုဆိုနိုဆိုတဲ့သူအကြောင်းကျွန်တော်ပြောပြခြင်းပါတယ်လောကကြီးမှာလူတွေကပေါ့ဗျာနော်လောကကြီးမှာလူတွေအနေနဲ့ဟိုဥပဒေအရပြဋ္ဌာန်းထားတဲ့ဟာတွေရှိတယ်လို့နော်ဥပဒေနဲ့ပြဋ္ဌာန်းမထားတဲ့လူကျင့်ဝတ်စီတီဆိုတာရှိတယ်ဆိုတာကျွန်တော်ပြောချင်တယ်နော်အဲ့တော့ကျွန်တော်တို့တိုက်တန်းနေကြီးမြုပ်ကြတယ်အားလုံးလည်းသိကြတယ်မြုပ်သွားတော့ဘာဖြစ်ဇလန်းတွေလည်းရှိပါတယ်အဲ့ဒီထဲမှာအနှစ်ချုပ်ရရင်တော့ဗျာဟိုဆိုနိုဆိုတဲ့အရာရှိငယ်လေးဟာဂျပန်အစိုးရရဲ့အစီအစဉ်နဲ့နော်ရုရှားကိုယထာပို့ဆောင်ရေးပ
ပညာကိုလေ့လာဖို့အတွက် तू ကဆေးလွတ်ချင်းခံရတယ်ဟလာ2000ကျွန်တော်တို့1910ခုနှစ်မှာ तू သွားတယ်1912ခုနှစ်မှာ तू ပြီးတယ် तू ပြီးတဲ့အချိန်မှာနော်ဘာ तू ကဘာလဲဆိုတော့အပြန်ခရီးကိုနော်အင်္ဂလန်ကနေအတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီးပြန်မယ်ဆိုပြီးစိတ်ကူးတယ်အဲ့ဒီမှာပဲ तू တိုက်တန်းနဲ့သင်္ဘောကြီးပေါ်မှာဒုတိယတန်းကခီးတဲ့အနေနဲ့ तू ကလိုက်ပါလာတယ်သင်္ဘောကြီးမြုပ်နေတဲ့အချိန်မှာ तू မသိသင်္ဘောကြီးစပြီးတော့မြုပ်တဲ့အချိန် तू မသိဘူး तू အိတ်နေတယ်စပြီးတော့ဟိုဖြစ်တဲ့အချိန်မှာအဲ့တော့နိုင်ဝက်လောက်ကြာတဲ့အချိန်မှာသင်္ဘောအရာရှိကတကားခောက်ပြီးလာနှိုးတယ်ဟာဒီမှာတော့ဟိုဖြစ်နေပြီရင်မြုပ်နေပြီအသက်ကအိမ်ဝစ်ပေါ့ဗျာအဲ့တော့ तू အသက်ကအိမ်ဝစ်ပြီးသွားလိုက်တဲ့အချိန်မှာသင်္ဘောပေါ်မှာလေလူတွေကယုံဖြစ်နေကြပြီအဲ့တော့သင်္ဘောမှာပါတဲ့အသက်ကအင်ဂျီနဲ့သင်္ဘောကလူနဲ့ဘလို့မှမလုံလောက်အဲ့ဒီတော့ဘာလုပ်ရလဲအမျိုးသမီးတွေကလေးတွေနဲ့ဒီပထမတန်းစားကလပ်ဟိုမှာပါတဲ့လူတွေကိုဦးစားပေးရတယ်ဗျအဲ့တော့ဒီဟိုဆိုနိုဝါသူ့အနေနဲ့ဘလို့နည်းနဲ့မှဒီအသက်ကလေးပေါ်လိုက်ပါခွင့်မရဘူးဆိုတာ तू သိတယ်သိတဲ့အခါကျ तू ကဘာလုပ်ရလဲအကြံထုတ်တယ်မိန်းကလေးလိုဟန်ဆောင်ပြီးတော့အောက်ကလှေတွေကလည်းခေါ်နေဟာလူဘယ်နှယောက်လိုတယ်ဘာညာပေါ့အဲ့ဒီခါမှာ तू ကမိန်းကလေးလိုအတန်ပြုတ်ပြီးတော့နော် तू ကအဲ့လှေကိုလိုက်သွားတယ်တဲ့အဲ့ဒီလိုနဲ့ပေါ့ဗျာ तू ဘေးအန္တရာယ်ကနေလွတ်မြောက်သွားတယ်အဲ့ဒီအချိန်မှာဂျပန်ကလည်းဒီတိတ်ဦးတီးတော့ပါတဲ့ဂျပန်နိုင်ငံသားတယောက်ကမသေးဘဲနဲ့လွတ်မြောက်လာတာသတင်းစာတွေကလည်းချီးကျူးဂုဏ်ပြုပေါ့ဗျာဒီလိုနဲ့နော်ဟိုဆိုနိုကနာမည်ကြီးတာပေါ့ဗျာဒါပေမဲ့အဲ့ဒီသင်္ဘောပေါ်မှာသူ့လိုဟန်ဆောင်ပြီးမလိုက်ဖဲနဲ့ကြံခဲ့တော်ညာလဲအသက်ရှင်ခဲ့တဲ့အမေရိကန်နိုင်ငံသားစာရေးဆရာကြီးကျွန်တော်တို့ဒီArchival Grace 4ဆိုတဲ့စာရေးဆရာကြီးတယောက်ပါတာ तू မသိလိုက်ဘူးအဲ့ဒီဆရာကြီးကဟိုဆိုနိုရဲ့အဖြစ်ပဲတွေကို तू ကြည့်နေတော့ तू သိတယ်ဗျအဲ့ဒီမှာ तू ပြန်ရောက်လာတဲ့အခါမှာဒီတိုက်တိုင်းနဲ့သင်္ဘောနစ်မြုပ်တဲ့အကြောင်းကိုစာရေးတဲ့အခါမှာဒီဟိုဆိုနိုရဲ့အကြောင်းကိုပါလာတယ်အဲ့ဒီမှာပဲဂျပန်နိုင်ငံဟာလုံးဝဟိုဆိုနိုနော်သတင်းစာတွေကနေလဲဟိုဂျပန်အစိုးရကလည်းအရှက်ရတယ်ပေါ့ဗျာနိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်သိက္ခာကိုအရှက်ရစေတဲ့အတွက်ဆိုပြီးတော့အလောက်ကဖြုတ်ပြတယ်ဂျပန်ပြည်သူတွေကလည်းသတင်းစာကနေပြီးတော့နော်တတ်သေးဖို့သူတို့ဟိုပါပေါ့ဗျာဖိအားတွေပေးကြတယ်ဂျပန်ဆိုတာလည်းအားလုံးသိတဲ့အတိုင်းပဲသူရဲကောင်းကိုးကွယ်တဲ့လူမျိုးဗျနော်ဂျပန်တွေကအဲ့တော့ဆာမူရိုင်းတွေကလည်းဒီဟိုဆိုနိုတတ်ဖို့သူတို့ကြံကြတယ်အဲ့တော့ဗျာဟိုဆိုနိုကအသက်သာရှင်ခဲ့ရတယ်နော်ရှင်လေးရသေနေတဲ့ဘဝကြီးအစိုးဆုံးကတော့ဘာလဲဆိုတော့သူ့ရဲ့အကြောင်းကိုဂျပန်နိုင်ငံရဲ့ဒီကျောင်းတင်ရုံညွှန်းနှံမှာထည့်လိုက်တာပဲတရေဘောကြောင်နဲ့လူတအူးအနေနဲ့ပေါ့ဗျာဘလောက်များသူအသက်သာရှင်နေရတယ်နော်သူ့ဘဝသေသွားတာပဲအဲ့ဒါဘာလဲလောကကြီးမှာသူများတွေဒုက္ခရောက်နေတဲ့အချိန်နော်ကိုမရတဲ့မရထိုက်တဲ့အခွင့်အရေးတစ်ခုအော်မအမျိုးသမီးတွေနဲ့ကလေးတွေတဲ့ဆိုင်ယောက်ျားတွေကအနောက်မှာပဲရှိနေတာပေါ့အဲ့တော့ तू ကလိန်ညာပြီးတော့ဒီအခွင့်အရေးကိုရဖို့အတွက်တက်သွားတယ်အသက်တော်ရှင်တယ်ဘဝတည်သွားတယ်ဟုတ်ပြီနော်ဒီကနေ့ကျွန်တော်တို့တိုင်းပြည်မှာနော်ဒီဆယ်ကျော်သက်ကလေးတွေဟာနော်အသက်တွေပေးဘဝတွေပေးပြီးတော့ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့အချိန်မှာနော်ဒီကနေ့စီရီယံဝန်ထမ်းတွေအထူးသဖြင့်ပညာရေးဝန်ထမ်းတွေတချို့ဟာစီရီယံဝန်ထမ်းလူတွေကိုဖိအားပေးကိုနိုင်ကလည်းမဝင်ကျောင်းတွေပြန်ဖွင့်ဖို့လုပ်နေတာဟာခဏတော့တင်ထားခဲ့တဲ့ပညာတွေဘာအတွက်တင်ခဲ့တာလဲဒီလိုအနေထားမျိုးနဲ့ကျွန်တော်တို့ကလေးတွေကိုစာသင်အောင်မလားဒီတော်လေးပြီးသွားရင်ပညာရေးဝန်ထမ်းတွေစီရီယံမဝင်တဲ့ပညာရေးဝန်ထမ်းတွေကိုစာသင်ခွင့်မပြုဖို့ကျွန်တော်တို့ကတောင်းဆိုမယ်လုံးဝတောင်းဆိုမယ်ဒီလူတွေလက်ထဲမှာကျွန်တော်တို့ရဲ့ကလေးတွေကိုအပ်ပြီးစာမသင်ပေးနိုင်ဘူးသင်ခွင့်မပြုနိုင်ဘူးအရန်အန်ရကြီးတယ်ဟုတ်တယ်နော်အဲ့တော့ဒီကနေ့ကလေးတွေတိုက်ပွဲဝင်နေတာဟာသူတို့အတွက်ကြီးမဟုတ်ဘူးတတိုင်းပြည်လုံးအတွက်တမျိုးသားလုံးအတွက်နော်တမျိုးသားလုံးဆိုတာတိုင်းရင်းသားအားလုံးအတွက်ဒီကနေ့တော်လှန်ရေးအောင်မြင်ဖယ်ဒရယ်ပြည်ထောင်စုပေါ်လာမယ်
နော်ဖက်ဒရယ်ပြည်ထောင်စုပေါ်လာတာနဲ့အမျှဖက်ဒရယ်တက်မတော်ပေါ်လာမယ်အဲ့ဒီမှာကျွန်တော်တို့တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအစဉ်တစ်ဆက်နော်ပိတ်ထားတဲ့ဒီပြည်တွင်းစစ်ကြီးကလုံးဝခြုံငိမ့်သွားလိမ့်မယ်နော်တိုင်းပြည်အေးချမ်းသွားမယ်အဲ့ဒီအခါမှာတိုင်းပြည်ကိုစီးပွားရေးလှုပ်ချင်တဲ့လူတွေကစိတ်ချလက်ချနဲ့လာလှုပ်ခွင့်ရမယ်အဲ့မှာကျွန်တော်တို့တိုင်းပြည်ဟာအာရှမှာကြားတကောင်အဖြစ်ပြန်လဲနှိုးထခွင့်ရမယ်ကျွန်တော်တို့နောက်ပိုင်းလာမဲ့မျိုးဆက်တွေတန်ပေါင်းများစွာသောမျိုးဆက်တွေအတွက်ဒီကနေ့တိုက်ပွဲကတိတ်ကိုအရေးကြီးတယ်နော်လုံးဝခေပြောင်းတော်လှန်ရေးတစ်ခုဖြစ်တယ်ဒီလောက်အရေးကြီးတဲ့တော်လှန်ရေးမှာကလေးတွေအသေးခံအပြစ်မဲ့ပြည်သူတွေအသေးခံတိုက်ပွဲဝင်နေတာခင်ဗျားတို့ကဘာကြောင့်များကြောင်းနေပြန်ဖွင့်နေတာလဲအခုနေမဖွင့်လိုက်ရတော့ဘာဖြစ်မှာမို့လို့လဲနော်ဟုတ်လားစစ်တပ်ကအခုတည်းကစပြီးဇာပြနေပြီတနစ်တက်ပြီးနှစ်တန်းအောင်ရမယ်ခင်ဗျားတို့ပညာရေးဝန်ထမ်းတွေစဉ်းစားကြည့်အတိတ်ပဲရှိသလားနော် CDM မဝင်သေးတဲ့ပညာရေးဝန်ထမ်းတွေပညာရေးမှုတွေနော်အတိတ်ပဲရှိသလားကျွန်တော်တို့အင်္ဂပူမြို့နယ်ကပညာရေးဝန်ထမ်းတွေပညာရေးမှုတွေပြန်စဉ်းစားပါဘာကြောင့်ပညာသင်တာလဲဒီကနေ့တိုင်းပြည်မှာဖြစ်ပျက်နေတဲ့စစ်ကောင်စီရဲ့လောက်ရက်တွေကမှန်တယ်လို့ထင်နေတာလားဟုတ်တယ်နော်ကျွန်တော်တို့ CDM ပိတ်တော့မယ်နော်ကြေညာပြီးသွားပြီ CRPH ကလည်းကြေညာပြီးသွားပြီအဲ့ဒီ CDM ပိတ်ပြီးတဲ့နောက်ပိုင်းမှာဝင်လာတဲ့လူတွေလုံးဝလက်မခံဘူးခင်ဗျားတို့တမိုင်းတရခံပဲဒီကနေ့တိုင်းပြည်လုံးပိတ်ထားတယ်ဒီစစ်ကြုံပညာရေးကိုဘာလို့ထပ်လိုချင်သေးတာလဲဒီကနေ့ဒီစစ်တပ်ကသာနော်ဒီစစ်ကောင်စီကအုပ်ချုပ်ခွင့်ရသွားလို့ကျွန်တော်တို့မျိုးဆက်တွေဒီစစ်ပညာရေးအောက်မှာဘွဲရခဲ့ရင်လည်းနိုင်ငံတကာဘယ်သူမှအသိမှမပြုနိုင်ငံတကာအသိမှမပြုတော့ကွာဘာဖြစ်မလဲဟုတ်ပြီနော်ဒီကနေ့တိုးတက်တဲ့နိုင်ငံတွေကိုမှီခိုမှသာကျွန်တော်တို့ကတိုးတက်နိုင်မှာသူတို့ရှိမှပညာတွေယူရမယ်နော်အဲ့တော့တိုင်းပြည်ကဘွဲရတဲ့ပညာတတ်တွေနိုင်ငံခြားထွက်ပြီးမောက်တိုက်ပကံဆေးနေရတယ်ကြမ်းတိုက်နေရတယ်ဟာမင်းတို့ထွက်တာပဲကွာမင်းတို့တိုင်းနဲ့မင်းတို့ကန်အဲ့ဒီလိုညံတိမ်တိမ်နဲ့ပြောရင်တော့ကျွန်တော်ကလည်းမျက်နှာဖြတ်တောင်ရိုက်ချင်သေးတယ်နော်ဟုတ်လားကျွန်တော်တို့သင်ထားတဲ့ပညာရေးနဲ့ထိုက်တန်တဲ့အလုပ်အကန့်ရရှိနေဘယ်သူမှတိုင်းပြည်ကိုခွာပြီးမထွက်ဘူးရှင်းတယ်နော်အဲ့တော့တိုင်းပြည်ကိုဒီလူထုရွေးချယ်တဲ့အစိုးရက9နှစ်ပဲအုပ်ချုပ်ခွင့်ရလိုက်တယ်ဒီကနေ့ကလေးတွေရဲ့အမြင်နဲ့ခမားတို့အမြင်ဘယ်လောက်ကွာဝါလဲဆိုတာဝုတ်တုတ်ထိုင်နဖူးဝလက်တင်သိချပြန်စဉ်းစား9နှစ်ပဲသင်ခွင့်ရသေးတယ်ဒီကနေ့စင်ကာပူတိုးတက်တာဘာလဲပညာရေးဘတ်တော့မှစစ်ခေါင်းဆောင်တွေကလူထုကိုစစ်မှန်တဲ့ပညာရေးဘတ်တော့မှမပေးဘူးမပူနဲ့နော်သူတို့သားသမီးတွေအမေရိကဩစတြေးလျယူရိုပနိုင်ငံတွေလွတ်ပြီးသင်ပညာတွေသင်ခိုင်းတယ်အနိုင်ဆုံးစင်ကာပူလောက်တော့သင်ခိုင်းတယ်ကျွန်တော်တို့တာမန်ပြည်သူတွေဟာနော်ဒီစစ်ခွဲတွေရဲ့ပညာရေးစနစ်အောက်မှာအညွန့်တွေတုံးခဲ့ရတယ်ကျွန်တော်တို့ပြည်ပထွက်ကျင်တိုင်းထွက်လို့ထဲလို့တော့မထင်နဲ့ဟာလားကျွန်တော်တို့ကအယိုးကိုက်မဲ့ကောင်တွေမဟုတ်ဘူးဟုတ်ပဲနော်အဲ့တော့ကျွန်တော်တို့ကအယိုးကိုက်မဲ့ကောင်တွေမဟုတ်ဘူးဒါကြောင့်ဘယ်သူမှလည်းမဖားနိုင်ဘူးမရနိုင်ဘူးနော်ဒီကနေ့တိုင်းပြည်အခြေအနေကိုမှားသလားမှန်သလားဆိုတာခင်ဗျားတို့အရင်ဆုံးစဉ်းစားမှန်တယ်လို့ပြောတဲ့လူများရှိရင်ကျွန်တော်နဲ့ထိတ်တိုက်တွေ့ပြီးရှင်းကျင်တယ်ဟုတ်ပြီနော်2008ဖွဲ့စည်းပုံဆိုတာကျွန်တော်တို့ဆွဲခဲ့တာမဟုတ်ဘူးဒီကောင်တွေလူပေါင်းဟုတ်လားနာကစ်စိုက်ကလုံးဖြစ်နေတဲ့ဟာကိုတော့ဂယုမဆိုင်ပဲနဲ့ဒီဖွဲ့စည်းပုံကိုအတိအဓမ္မအတီးပြုတ်တာလူသိမ့်နဲ့ချီပြီးသိခဲ့ရတယ်တန်းနဲ့ချီပြီးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်ကျွန်တော်တို့ဒီမိုကရေစီလိုလားတဲ့လူတွေကဒီဖွဲ့စည်းပုံကိုကြိုက်လို့ဝင်တာမဟုတ်ဘူးရွေးချယ်စရာမရှိတော့လို့ရတဲ့နေရာကနေဝင်ခဲ့ရတာအေးသူတို့ချမှတ်ပေးတဲ့ဒီဖွဲ့စည်းပုံရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကပဲကျွန်တော်တို့ရွေးကောက်ပွဲနိုင်ခဲ့တယ်ဖွဲ့စည်းပုံအတိုင်းပဲကျွန်တော်တို့သွားတယ်နော်ဥပဒေကြောင်းအရပြောကြစမ်းဆိုရင်ဒီပညာရေးဝန်ထမ်းများ
တိတ်အရေးကြီးတယ်တိုင်းပြည်အတွက်ဒီကျမ်းမာရေးဝန်ထမ်းတွေအရေးကြီးတယ်လို့နော်ဒီပညာရေးဝန်ထမ်းတွေလည်းတိတ်အရေးကြီးတယ်တိုင်းပြည်ကိုလူညွန့်တောင်းအောင်လုပ်ချင်ပညာရေးစနစ်ကိုသာချိုးနှိမ်ပလိုက်အဲ့ဒီတိုင်းပြည်တနက်တစ်ချက်ဖောက်เสียရမလို့ဘူးနော်ဒီကနေ့ CDM မဝင်တဲ့ပညာရေးဝန်ထမ်းများတော်လန်ရေးပြီးရင်ခင်ဗျားတို့တာဝန်မပေးအောင်ကျွန်တော်တိုက်တွန်းမယ်ခင်ဗျားတို့လက်ထဲမှာကျွန်တော်သားသမီးတွေကျွန်တော်တို့မျိုးဆက်တွေကိုပေးမထည့်နိုင်ဘူးခင်ဗျားတို့အမှားမှအမှန်မှမသိဘဲနဲ့ဘယ်လိုနည်းနဲ့ကျွန်တော်တို့ကလေးတွေကိုခင်ဗျားတို့ကသိမှလဲနော်အဲ့တော့ဖွဲ့စည်းပုံအကြောင်းပြန်ပြောမယ်အဲ့တော့သူတို့ရေးဆွဲပေးတဲ့ဖွဲ့စည်းပုံအတိုင်းပဲကျွန်တော်တို့လုပ်တယ်နော်ဒီကနေ့ကျွန်တော်2015နိုင်တယ်နောက်တစ်ခါ2020အပြတ်အသတ်နိုင်တယ်အဲ့တော့ဘာလုပ်လဲမဲမတာမာမှုဆိုပြီးတော့နော်ကလိန်ကကြစ်လုပ်ပြီးတော့အာနာသိမ့်တယ်နော်ထပ်ပြောလိုက်အောင်မယ်ဒီစစ်ကောင်စီကစစ်တပ်ကဒီလုံအာနာသိမ့်လို့မရဘူးတိုင်းပြည်အရေးပေါ်အခြေအနေနဲ့ကြုံမှသာအာနာသိမ့်ဝင်ရှိတာအဲ့ဒီလိုအာနာသိမ့်တဲ့အခါမှာလဲတမရကသာလက်မှတ်ထိုးပြီးမှအာနာသိမ့်ဝင်ရှိတာခင်ဗျားတို့ဖွဲ့စည်းပုံနဲ့ထပ်ရှင်းပြမယ်CDM ပိတ်ဖို့နီးနေလို့ပြောတာ CDM ပိတ်ပြီးလို့ကျောက်တော့တော်လိုင်းအောင်မြင်ပြီးသွားတယ်ခင်ဗျားတို့ကြောင်းမှာမမြင်ကြတော့ဘူးခင်ဗျားတို့ပညာရေးနယ်ပယ်မှာကျောက်တော့မယုံဘူးအယုံကြည်မရှိဘူးခင်ဗျားတို့ကလေးခင်ဗျားတို့သင်တဲ့ပညာတွေရတယ်ကျောက်တို့ကလေးတွေအစိတ်အတောက်တွေပဲဖြစ်လိမ့်မယ်နော်အဲ့ဒီတော့ရှင်းအောင်ထပ်ပြောမယ်နောက်မှမသိဘူးမရှင်းဘူးဆိုတော့ထပ်မပြောနဲ့ကျွန်တော်တို့ကိုယ်တိုင်လေ့လာခြင်းဖွဲ့စည်းပုံအခြေခံဥပဒေကိုအင်တာနက်ကဒေါင်းလော့ဆွဲဒါမှမဟုတ်စာအုပ်ရှင်စာအုပ်လှန်ပြီးဖတ်နော်အဲ့ဒီတော့လူတို့ရဲ့ရွေးကောက်တင်မြှောက်ထားတဲ့တရားဝင်သမရခါဥဝင်းမြင့်ပဲတိုင်းပြည်မှာအရေးပေါ်အခြေအနေကြုံလာမှသာဥဝင်းမြင့်ကစစ်တပ်ကိုခေါ်ပြီးတော့သူကနော်တိုင်းပြည်အာဏာကိုခဏယူထားပါဆိုပြီးတော့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးဆိုတဲ့မန်နိုင်ကြီး၃ရပ်ကိုသမရကတရားဝင်လွှဲပြောင်းပေးမှသာဒီအာဏာသိမ်းမှုကနော်အာဏာကိုထိန်းမှုကတရားဝင်တယ်ဟုတ်တယ်နော်မဲမတမာမှုဟာတိုင်းပြည်အရေးပေါ်အခြေအနေလည်းမဟုတ်နော်မဲမတမာမှုဆိုတော့ခင်ဗျားတို့ပြောချင်တာရှောက်ပြောနေတာအမေရိကန်မှာတော့အဲ့ဒီလိုမျိုးမဲကမမှန်မှုတွေရှိတယ်အဓိကမဲရလက်ပဲအရေးကြီးတယ်ဒီကနေ့မဲရလက်မှန်လားမမှန်လားဆိုတာခင်ဗျားတို့အတိဆုံးပဲလေကျွန်တော်တို့လူတို့ဆန္ဒထွက်ပြတယ်တန်းနဲ့ချီတဲ့တနိုင်ငံလုံးဟာလူတို့ကအတန်တိတ်တပိတ်လုပ်တယ်ခင်ဗျားတို့စစ်ကောင်စီကိုထောက်ခံတဲ့သူတွေဆိုခင်ဗျားလမ်းမထွက်လေခင်ဗျားဘာလို့မထွက်လဲခင်ဗျားအင်အားဘယ်လောက်ရှိတယ်လဲအဲ့ဒါကိုကြည်ကြေးရဖြစ်ရွေးကောက်ပွဲရလဲမှန်လားမမှန်လားခင်ဗျားတို့ရှင်းနေတာပဲခင်ဗျားသင်ထားတဲ့ပညာတွေကအဲ့လောက်တော့ဝေခွဲနိုင်စမ်းမရှိတော့ဘူးလားကျွန်တော်ပြောချင်တာဟုတ်တယ်နော်အဲ့တော့ဖွဲ့စည်းပုံအရာလဲအာဏာသိမ်းတာမှားနေတယ်ဟုတ်ပြီနော်နောက်တစ်ခါရွေးကောက်ပွဲမဲမတမာမှုဆိုတာလဲမှားနေတယ်တတိရှင်ခမရတို့တရက်ကျုပ်တို့တရက်လမ်းမထွက်ဆန္ဒပြပြီးခမရတို့လုံရဲလားဟမ်မဲမတမာမှုဆိုရင်ဟုတ်လားဒီအစိုးရကျွန်တော်တို့ဒီလူလူရွေးကောက်ထားတဲ့အစိုးရကိုထောက်ခံတဲ့လူနဲ့ခမရတို့စစ်ကောင်စီကိုထောက်ခံတဲ့လူတယောက်တရက်စီတွက်ဆန္ဒပြရဲမလားရှုံးတဲ့လူအသက်ခံကြီးလုံရဲလားခမရတို့ဟမ်အဲ့ဒီတော့ဖွဲ့စည်းပုံရလည်းမမှန်ဘူးမဲလိန်နေဆိုတာလည်းမမှန်ဘူးနော်ဘာကြောင့်ဒီကောင်တွေအာနာသိမ်းရတယ်လဲလောဘအတ္တမရသိတဲ့အရာကိုလိုချင်တာလူလူကောင်းဆောင်ကိုတတိုင်းပြည်လုံးကအုံအုံကြွက်ကြွက်ထောက်ခံတဲ့အခါမှာမင်းအောင်လိုင်ကအဲ့ဒါကိုလိုချင်မြန်တယ်တမရလည်းဖြစ်ချင်မြန်တယ်တိုင်းပြည်ကိုတနတ်နဲ့အုပ်ချုပ်ရင်ရမှာပဲဆိုတဲ့ခတ်တိမ်တိမ်အတွေးနဲ့အယူထားပြီးလှုပ်လိုက်တာခင်ဗျားတို့အဲ့သိဖို့လိုတယ်နော်88လို့ sorry 88လို့လုံးလို့ရမှာပဲဆိုပြီးလှုပ်ခဲ့တာဒီကနေ့မိကိုကြွက်လျှောက်ဖြစ်နေတာနော်မင်းအောင်လိုင်းရုပ်ကိုကြည့်လူရုပ်မပေါက်တော့လူစင်စစ်ကတရိတ်ဆန်ရုပ်ထွက်နေပြီကျွန်တော်ချိုးနိုင်ပြောတာမဟုတ်ဘူးတကယ်ရှင်ကြည့်အဲ့တော့ဘယ်နည်းနဲ့မှန်တယ်လို့ယူဆတာလဲကျွန်တော်မေးမယ်ဘယ်နည်းနဲ့မှန်တယ်လို့ယူဆတာလဲဒီကနေ့စစ်ကောင်စီအာဏာသိမ်းမှုကို
Benny Manganelu, you sabi, Camarua, a soya win Tamadelu, Piora le. Pidu win dansoda, Pidu wingo tangada. Adi Pidu win daniga, Piduga Yuche Timia Tade. A soya almada, Darwin Tansawada. Digane second season to the Kaunia, a prayer. Luruga Yuche Timia Tada la. How do you know? I don't. Thai đâu mà quê quê này nào đủ họ bị cháu ta lô số gì hả nó cho nó mấy mẹ cho nó xem là xem này thì cái này sẽ còn gì anh à tên mùa tây á mùa mùa má này luôn cho nó biểu bị à má ta khu nó mà này nó không biết đâu à CDM mùa nào rồi ta xem rồi nó anh à tên mùa má này bị rồi ta khu biết rồi cháu ta lô ok cháu trai lũ đó là tụi bà chả lũ đó cô ta đó cô nằm nhỏ ta chả là bé họ bị bia đi cái này thì bảo vệ à biết mấy lũ à làm mà thoát bị đó à ta thì baby sana bia này đó cô cái này là CDN lên lâu bị đó đâu ta thì xây mà mua đâu là à thì CDN lâu thà ha thì cái này không nhớ được CDM mà lâu thả lâu anh đi mà xíu rồi là tí vô lỗ đấy nó thế giá mà quên nè thì ngay nó bông cái này lưu xí mà tất cả khăn à ha thế giá quên nè số ya mấy này cũng nà khăn à lâu nà khăn à thế anh nhớ cháu phụ con này không nhớ được CDM quên à thì cái cháu phụ con nè nó bà cháu phụ con này cho nó béo mày thì cái này sẽ còn gì ana tây na ha nó ana tây mu mà mèo phù ana thấy mu này mà mèo phù này nghe nó bông cam mu mèo đấy số ra phải gì bộ chỉ cần u đi bông mà lấy tích khỏi à nghĩ số này đấy thì con này nghe nó bông cái này phải làဖြစ်đấy nó này nghe nó bông cái này phải ông mà không nhớ được tất cả khả năng ha điနိုင်ငံတော်ပုံကန်းတဲ့အဖွဲကိုထောက်ခံတာဟာနော်ခင်ဗျားတို့ကရာဇသကြီးပုံမှန်တွေနဲ့သွားညှိနေတယ်နော်ဟုတ်ပြီနော်အဲ့တော့နိုင်ငံတော်ပုံကန်းတဲ့အဖွဲကကောင်းနေရပုံမှန်ရာဇသကြီးပုံမှန်1နှစ်အရာပေတံထိုက်တန်တယ်ခင်ဗျားတို့ကရာဇသကြီးပုံမှန်1နှစ်3အရာအလောက်ကျန်းနဲ့ထောင်တန်း10နှစ်ထိုက်တန်တယ်အဲ့ဒါကိုခင်ဗျားတို့သိသလားနော်ဒီကနေ့ခင်ဗျားတို့ CDN လောက်ရင်ကျွန်တော်တို့ကလည်းပံ့ပိုးမယ်လို့ပြောပြီးသားနေစရာမရှိတဲ့ဝန်ထမ်းတွေကိုလည်းဝိုင်းပြီးတော့နေစရာတွေဖန်တီးပေးနေကြတယ်အထောက်အပံ့တွေလည်းပေးနေကြတယ်ဘာကြောင့်အဲ့ဒီလိုပေးနေရတာလဲကျွန်တော်တို့မှာအာကိုအားထားမရှိလို့ CDN မလုပ်ပါဘူးဆိုတဲ့အကြောင်းပြချက်မျိုးမလိုချင်လို့ကျွန်တော်တို့လူလူကမျှပြီးတော့စားနေတာမျှပြီးတော့နေရာလေးတွေပေးနေကြတယ်ခင်ဗျားတို့ CDN ဝင်နိုင်အောင်လို့ဒါတစ်ချက်အလောက်ကျန်းနဲ့ထောင်တန်း10နှစ်နော်ဒီကနေ့တရားမဝင်လဲနိုင်ငံတော်လဲပုံကံနဲ့အပြင်နော်လူထုကိုလည်းအကြမ်းဖက်တပ်ဖြတ်နှိပ်စက်အာဓမကျင့်နေတာဒါကြောင့်အကြမ်းဖက်အဖွဲ့ဆိုတဲ့ CRPH ကကြေညာချက်ကိုကဘာကလည်းအသိမှန်ပြုတယ်ခင်ဗျားတို့ဒီစစ်ကောင်စီကအကြမ်းဖက်အဖွဲ့ဖြစ်သွားပြီနိုင်ငံတော်ပုံကံမှုကိုလည်းမြောက်တယ်လို့အကြမ်းဖက်အဖွဲ့လည်းဖြစ်သွားပြီအဲ့ဒီလိုအကြမ်းဖက်အဖွဲ့ဖြစ်တယ်ဆိုရင်ပဲနော်ဒီကောင်တွေဟာနော်ပုံမှန်49 50 51အရာထောင်တန်း10နှစ်နဲ့ထိုက်တန်တယ်နော်ခမည်းတော်ကဘယ်နေရာမှာအကျုံးဝင်တယ်လဲဆိုရင်နော်ဒီအကြမ်းဖက်အဖွဲ့အစည်းမတရားအသင်းပင်းနဲ့ဆက်သွယ်တဲ့အတွက်ခမည်းတော်ကစက်ခွန်တစ်နဲ့သွားညှိပြီးတော့အ ਨੇ ဆုံးထောင်တန်း9နှစ်နဲ့ညီမျှတဲ့ပြစ်ဒဏ်ကိုခမည်းတော်ခံရမယ်ဒါကြောင့်ခမည်းတော်ထောင်တန်းအလုပ်ကျန်းနဲ့ထောင်တန်း15နှစ်ဖြစ်နေပြီဒီကနေ့ CDN ဝင်လို့အဲ့ဒါလောက်ထိအပြစ်ပေးလို့မရအောင်လူတို့ကလည်းခင်ဗျားတို့ကြွေးထားမှာနော်ဒီလောက်ဘက်ပေါင်းစုံကပံ့ပိုးထားပါလေနဲ့ခင်ဗျားတို့မိုက်တွင်းနေတာဟာခင်ဗျားတို့ခွင့်မလို့ဘူးပညာရေးဝန်ထမ်းတွေ CDN မလုပ်တဲ့ပညာရေးဝန်ထမ်းတွေပညာရေးမှုတွေဒီတော်လိုင်းရေးပြီးဝင်ခင်ဗျားတို့ပညာရေးနယ်ပယ်မှာကြောက်တော့မမြင်ချင်ဘူးဗျာခင်ဗျားတို့လက်ထဲမှာတိုင်းပြည်ရဲ့အနာဂတ်အတွက်အညွန့်အဖူးလေးတွေခင်ဗျားတို့လက်ထဲကိုမအပ်နိုင်ဘူးရှင်းတယ်ဥပဒေကြတယ်ခင်ဗျားတို့အေးအေးယူမယ်နော်ကျွန်တော်တို့ရှိမှစင်းတွေတက်လာတယ်ကျွန်တော်အင်ကူမျိုးနဲ့ AI တဲ့အင်ကူမျိုးနဲ့စင်းတွေကျွန်တော်တက်လာပြီနော်ကျမ်းမာရေးဝန်ထမ်းတွေလည်းပါတယ်
ကျွန်တော်ဒါပြီးရင်တင်မယ်နော်ဒါလေးပြီးရင်ကျွန်တော်တင်မယ်အဲ့ဒါတွေအားလုံးကမှတ်တမ်းပဲနော်ကျွန်တော်ဒီ CDM မလုပ်တဲ့ list ထဲမှာပါလာတဲ့လူများ CDM လုပ်နေပြီဆိုအကြောင်းကြားကျွန်တော်ပြန်နှုတ်ပေးမယ်နော်အဲ့ဒီလိုနီးနေလဲကျွန်တော်ရှိအကြောင်းကြားလို့ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ဖြတ်ပေးထားတာလေးတွေရှိတယ်နော်ဒါကြောင့်ဒီကနေ့တိုင်းပြည်အတွက်မိုးရဲရေတဲ့နော်အသက်တမျှအရေးကြီးနေတဲ့ကာလမှာဒီ CDM လေးကိုတော့မလုံနိုင်တဲ့ဝင်တဲ့အသီးသီးနော်ဒီကနေ့ပညာရေးဝန်ထမ်းတွေများတယ်များလာလို့ထပ်ပြီးတော့ပညာရေးကိုစောင်းပေးပြီးပြောနေတာနော်ခင်ဗျားတို့ကိုပြန်စဉ်းစားခင်ဗျားတို့ကဒီမြန်မာပြည်ကဟိုဆိုနိုတွေလားနော်ကိုအသက်ရှင်ဖို့အတွက်တခြားလူတွေကိုအခွင့်အရေးကိုခင်ဗျားတို့ကသိမ့်ပိုက်ခြင်းနဲ့မတရားယူခြင်းနဲ့နော်ခေတ်သစ်မြန်မာပြည်ရဲ့ဟိုဆိုနိုတွေဖြစ်နေပြီအဲ့လိုကျွန်တော်ပြောချင်တယ်နော်29ရက်နေ့မှာတတိုင်းပြည်လုံးအတိုင်းအတာနဲ့ကျွန်တော်တို့တက်လှန့်ထားပါပြီပွဲသိမ်းတဲ့ဒီချမှာသူသေးကိုသေးချမှာပဲနော်ရှင်းတယ်ကျွန်တော်တို့ကောင်းကောင်းမွန်မွန်ငြိမ်းချမ်းစွာဆန္ဒပြတယ်အကြမ်းဖက်တယ်ကျွန်တော်တို့ဥပဒေပေါင်းတွေက CDN လုပ်တယ်ခင်ဗျားတို့မရမကအိမ်ထဲထိဝင်ဆွဲပြီးခင်ဗျားတို့အနိုင်ကျင့်တယ်တတ်တယ်ဖြတ်တယ်အဲ့တော့ခင်ဗျားတို့ကအချိန်တင်လို့ကျုပ်တို့ကလည်းတင်ရပြီနော်ကျုပ်တို့ဘက်မှာလည်းပြင်ဆင်ထားပြီးပါပြီနော်ဖယ်ရယ်တက်မတော်လဲလာတော့မယ်နော်နိုင်ငံခြားဆိုတာခဏထားပါအောင်ဗျာကျွန်တော်ကငကိုတည်းပြောပြီးသားနော်ကိုယ်တိုင်လုံနိုင်တဲ့အလုပ်တစ်ခုကိုယ်တိုင်ပဲလုပ်မယ်နိုင်ငံခြားကအမြင်မတော်လို့ဝင်ကူရင်ကျွန်တော်တို့လက်ခံမယ်ကျွန်တော်တို့လည်းအထိုက်လျောက်တောင်းဆိုမယ်ဒီကနေ့ကိုယ်နိုင်ငံအရေးကိစ္စကိုယ့်ဟာကိုယ်ပဲလုပ်ရမှာနော်လုံနိုင်တဲ့အားလည်းရှိပြီနော်အဲ့တော့တိုက်ပွဲကတိတ်မကြဘူးတိုင်းပြည်ကဘုံဘုံလဲပြိုလဲတော့မယ်ဒါကြောင့်မို့လို့အစွမ်းကိုအကျန်းဖက်နေတာဒီကောင်တွေကြမ်းကျင်တဲ့လောက်ကြမ်းနော်တော်လိုင်းအင်အားစုတွေတိုင်းသားအင်အားလက်နက်ကန်အင်အားစုတွေကလည်းနော်တနစ်တဲ့ဒီနေ့ရှစ်ဆက်ပြီးတော့နေမီတွေသိမ်းလာပြီနော်ဒီကနေ့ KIA 80တဲ့ဒီကောင်တွေပြားတုပ်ပြီဒီကောင်တွေစစ်တပ်တွေလွှတ်ရမယ်နော်အဲ့ဒီအချိန်မှာအင်အားနေပြီကျွန်တော်ပြောပြီးသားကျွန်တော်တို့အပိဓာလောက်ရတော့မယ်လောက်ဖို့လည်းပြင်ဆင်ထားတယ်နော် CDM မိုးနဲ့ပုံကူများထပ်ပြီးပြောတာဒီဘက်ကျွန်တော်တို့ကျင်းသိနိုင်မှာနော် CDM ပိတ်ခါနေပြီ CDM မလုပ်တဲ့ပညာရေးဝန်ထမ်းအားလုံးတော်လန်ရေးပြီးသွားရင်ပညာရေးနယ်ပယ်မှာလုံးဝမမြင်ချင်ဘူးဒီလိုစိတ်သက်အစင်တန်းနေနဲ့ကျွန်တော်တို့ကလေးတွေကိုဒီလူတွေလက်ထဲကိုကျွန်တော်လုံးဝမထည့်နိုင်ဘူးကြောက်လို့ဆိုတဲ့စကားလာမပြောနဲ့နေစရာမရှိဘူးဆိုကျွန်တော်တို့ကူညီပံ့ပိုးပေးမယ်ပြောပြီးသားနော်ကူညီပံ့ပိုးပေးမယ်ပြောပြီးသားကြံတဲ့ဝန်ထမ်းတွေကနော်တောက်ခံနေတဲ့အချိန်ဒီမိရထဝန်ထမ်းတွေဘဝတိတ်တနာဖို့ကောင်းတယ်တော်တော်ကြီးကိုစင်စင်ရရချိုးချိုးတက်တက်ဒါတောင်သူတို့ဟာ CDM ကိုဘယ်အရာနဲ့မှမလဲဘူးတိုင်းပြည်အနာဂတ်ကိုသူတို့မြင်တယ်အခွင့်အရေးတွေနဲ့လုံးဝမလဲဘူးဒီလိုမျိုးဘဝတွေပေးအသက်တွေပေးပြီးတိုက်ပွဲဝင်နေတာကိုခင်ဗျားတို့ကဒီတိုင်းပြည်အတွက်အရေးကြီးတဲ့ပညာရေးနယ်ပယ်မှာရောက်နေပါလေနဲ့အမှန်မှန်မသိအမှန်မှန်မသိတဲ့လူတွေတိုင်းပြည်အန်ဒီရယ်တွေနော်တော်လိုင်းရဲ့ပြီးသွားခင်ဗျားတို့ပညာရေးနယ်ပယ်မှာလုံးဝမမြင်ချင်ဘူး CDM ဝင်တဲ့လူများပွဲရတော့ပြီးမယ်လို့တော့မထင်နဲ့နော်အရေးပြက်ခံလက်ညောင်းခံပြီးတော့ကွန်ပျူတာပေါ်မှာတကုတ်ကုတ်ရိုက်နေတာအလကားအချိန်ဖြုံးနေတာမဟုတ်ဘူးအမေရိကမှာနာရီတိုင်းမိနစ်တိုင်းတန်ဖိုးရှိတယ်ကိုယ့်အချိန်တွေကနေဖဲ့ပြီးတော့လှုပ်ပေးနေတာအရေးကြီးလို့ခင်ဗျားတို့စင်းနေတင်ပါပြီနော်အဲ့တော့ပွဲကမပြီးဘူးလုံးဝနိုင်မယ်ဆိုတာလည်းယုံကြည်တယ်မနိုင်စရာအကြောင်းလည်းမရှိဘူးအဲ့တော့တောင်းဒီကနေ့အထိဘာလက်နဲ့မှမပါသေးပဲနဲ့တော့နှစ်လနီးပါးတောက်ခံထားတာဗျာလက်နဲ့ပါလို့ကတော့စဉ်းစားကြည့်တော့နော်ဒီကနေ့ခင်ဗျားတို့မှန်တယ်လို့ထင်ထားတဲ့စစ်ကောင်စီကိုတကဘာလုံးမှာသူ့အဖေပထွေတရုတ်တောင်မှပဲအသိမှမပြုသေးဘူးဟုတ်လားမနေ့တော့ကလုံခြုံရေးလူခွင့်ရေးကောင်စီမှာ sorry လူခွင့်ရေးကုလသမဂ္ဂလူခွင့်ရေးကောင်စီမှာလုံးဝကန့်ကွက်သူမရှိဘဲနဲ့ကျင်ညာချက်ထုတ်နိုင်သွားတယ်အဲ့ဒီမှာတရုတ်ကြီးရောရုရှားပါငုတ်တုတ်ထိုင်ပြီးငြိမ်းနေတယ်သိထားဖို့ပြောပြတာတကဘာလုံးကခင်ဗျားတို့ကနော်ဒီစစ်ကောင်စီကိုဘယ်သူမှအသိမှန်မပြုဘူးဘယ်သူမှအသိမှန်မပြုဘူး
ကျွန်တော်တို့ကတောက်လျှောက်နိုင်လာပြီးသားပွဲသိမ်းထိုးမှာလက်ဝဲသဘောအရာပြောရင်ပွဲသိမ်းလက်တီကျွေးမှာဒါလေးကိုသိစေချင်တယ်နော်ခင်ဗျားတို့တခုတ်တရကျွန်တော်တို့ကလာပါစီရီယန်ဆိုပြီးတော့အောက်ကျနောက်ကျခံခေါ်နေတာမဟုတ်ဘူးနော်အမှန်နဲ့အမှားကိုရှင်းပြနေတာကျွန်တော်တို့က88လို့ပြီးသွားမှာမဟုတ်ဘူးဒီတခါစနစ်တကျတဲ့လောက်မှာဖက်ဒရယ်တက်မတော်လည်းရှိပြီးသားခင်ဗျားတို့ဒီပွဲငါသားသမီးတက်ထဲမှာဘိုလ်မှုဘိုလ်ကြီးငါအားကိုးရှိလာမပြောနဲ့ဖက်ဒရယ်တက်မတော်ပေါ်လာရင်ဗမာလေးကြီးပဲလုံးလို့မရတော့နော်ကျွန်တော်ကဗမာအစ်ကရင်အင်ကြီးဝတ်ထားတာ KNU ကိုနော်ကရင်အမျိုးသားအစည်းအရုံး KNU ကိုနော်ဂုံပြုတ်ပြီးကျွန်တော်ဝတ်ထားတာဒီကနေ့လက်နဲ့မဲ့နေတဲ့လူတို့ကိုကလေးတွေကိုရက်ဆက်တတ်ဖြတ်နေတဲ့လူတွေကိုနော်ပြန်ပြီးတွန်းလှန်ပေးတဲ့အတွက်လူထုဘက်ကရက်တီပေးတဲ့အတွက်ဂုံပြုတ်ပြီးကျွန်တော်ကဒီမှာကရင်အာဇာနည်စောဖာဦးကြီးပုံပါတဲ့အင်ကြီးကိုဝတ်ထားတာဒီတော်လန်ရေးပြီးသွားရင်ဖယ်ရယ်ပြည်တော်စုပေါ်လာမယ်ဖယ်ရယ်တက်မတော်ပေါ်လာမယ်နော်တိုင်းရင်းသားအားလုံးဟာကိုယ့်ယဉ်ကျေးမှုကိုယ့်ဘာသာစကားကိုယ့်လွတ်လပ်ခွင့်တွေအားလုံးရှိစေရမယ်ဟုတ်ပြီလားကိုယ့်လူမျိုးကိုယ့်စာပေကိုယ့်ယဉ်ကျေးမှုကိုထိမ့်သိမ်းရင်ပြည်တော်စုအကျိုးကိုတည်ဖို့ကြမယ်နော်ဗမာလို့ပြောရင်လေကျွန်တော်တို့ကအခြေခံလူဒန်းစားဗမာတွေအပိနှိတ်ခံနေပဲဘသူတွေလုံနေတာလဲဒီစစ်ခေါင်းဆောင်တွေတနက်ကင်ပြီးတော့နော်တနက်ကင်ပြီးတော့တိုင်းပြည်လုံးကိုမီးလောင်တိုင်းသွင်းပြီးတော့တတ်ဖြတ်နေတာအဲ့ဒီထဲမှာကျွန်တော်တို့အပြစ်မဲ့တဲ့ဗမာတွေကပါဂျားညက်ပြီးပါတာဗမာဖြစ်ရတာကိုတိမ်ငယ်တယ်လို့တော့ဥကိုကြီးပြောတာသွားသတိရတယ်ဒီကောင်တွေကြောင့်ဒီစစ်ကောင်စီကောင်တွေကြောင့်နော်လူတိုင်းဟာသူ့စာပေသူ့ယဉ်ကျေးမှုထိမ့်သိမ့်ခွင့်ရှိရမယ်စိတ်ထိမ့်သိမ့်ခွင့်ရှိရမယ်နော်ထို့အတူပဲအားလုံးစုပေါင်းနေတဲ့ပြည်တော်စုအကျိုးကိုလည်းတည်ဖို့ရမယ်ဒါကြောင့်ဖယ်ဒရယ်ပြည်တော်စုနော်ဖယ်ဒရယ်တက်မတော်ပေါ်လာမှာကိုကျွန်တော်တို့ကလှိုက်လဲကိုကြိုးစိုးတယ်နော်လူမျိုးတစ်မျိုးလက်နဲ့ကင်ထားတဲ့အာဏာရှိတဲ့လူတစုကလှုပ်ချင်တိုင်းလှုပ်ခွင့်မရအောင်တားဆီးဖို့ဟာဒီဖယ်ဒရယ်တက်မတော်ပဲရှိတယ်အဲ့ဒီဖယ်ဒရယ်တက်မတော်ဆိုတာဖယ်ဒရယ်ပြည်တော်စုအောက်မှာပဲရှိတယ်နော်ဒါကြောင့်ကျွန်တော်တို့ကအရေးကြီးတယ်ဒီလောက်အရေးကြီးလို့အာရီပေါက်ခံပြီးတော့ပြောနေတာစီဒီယန်ကိုအတနာခံပြီးတော့ခေါ်စရာအကြောင်းမရှိဘူးခင်ဗျားဝင်ချင်းဝင်မဝင်ချင်းနေနော်ခင်ဗျားတို့စီဒီယန်မဝင်တာဟာဘလောက်ထိဥပဒေကြောင်းရအပြစ်ကြီးတယ်လဲဆိုတာကိုရှင်းပြပြီးသွားပြီအ ਨੇ ဆုံးအလုတ်ကျန်းတဲ့ထောင်ဒဏ်15နှစ်ထိုက်တန်တယ်ပြီးရင်ပညာရေးနော်ပညာရေးနဲ့ပဲပို့ဆိုးတယ်ပညာရေးဝန်ထမ်းများစီဒီယန်မလုပ်တဲ့ပညာရေးဝန်ထမ်းများတော်လန်ရေးပြီးရင်ခမရတို့လက်ထဲကိုကျုပ်တို့ကလေးတွေမအပ်နိုင်ဘူးဒါကြောင့်ခမရတို့ပညာရေးနယ်ပယ်မှာလုံးဝမမြင်ချင်ဘူးနော်ဒီတဲ့တင်းကျပ်တဲ့ဟာတွေလာမယ်ကျွန်တော်တို့ဒီအမေရိကအပါဝင်တိုးတက်တဲ့နိုင်ငံတွေမှာ social ဆိုတာရှိတယ်လူမှုဖူလုံရေးပေါ့ဗျကျွန်တော်တို့မှာလည်းကျွန်တော်နံပါတ်တွေရှိတယ်ကျွန်တော်တို့နံပါတ်တွေကိုရိုက်ထည့်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ဒီအကြောင်းအကုန်ပေါ်တယ်ကျမ်းမာရေးလူမှုရေးဘယ်နှချိန်ထောင်ခတ်ကြဘူးတလဲနော်ဘာပြစ်မှုတွေကျူးလွန်ဘူးတလဲအကုန်ပါတယ်နောက်တစ်ချိန်မှာမြန်မာပြည်မှာအဲ့ဒီလိုလုံမှာအဲ့ဒီလိုလုံလိုက်ရင်ခမရတို့ရဲ့လူမှုဖူလုံရေးနံပါတ်ထဲမှာခမရတို့ကတိုင်းပြည်တစ်စဖောက်လို့ကျောင်းတို့ကထည့်ခိုင်းမှာခမရတို့ဘယ်နေရာအလုပ်သွားလုပ်ခမရတို့မရစေရအောင်ဒီကနေ့ကျွန်တော်တို့ထိန်းတာဒါပဲအမေရိကမှာတနတ်တွေကင်ခွင့်ပြုတယ်ဘာညာဟာအမေရိကကတော့ဘဲလျက်လွတ်လပ်တာမထင်နဲ့ social နဲ့ထိန်းကြတာနော်ခဏလေး6လုံးပဲပါတယ်ဘယ်အလုပ်ကိုသွားရှောက် social ပေးလိုက်တယ်ဟာလားအဲ့ဒီမှာ human resource ကကိုယ့်ရဲ့ဟာကိုရိုက်ထည့်ပြီးတာနဲ့ကိုယ့်ရဲ့ဒီ social မှာထိထားပြီးဆိုအဲ့ဒီလူအလုပ်ရဖို့မမြင်နဲ့ခင်ဗျားလက်စားထားတဲ့တိုင်းပြည်ကိုတစ္ဆာဖောက်ထားပါခင်ဗျားသွားပြီအဲ့ဒီလူဟာဘဝပြတ်တာပဲလမ်းဘေးရောက်တာပဲဒီကနေ့အမေရိကန်ပြည်ထောင်စုရဲ့လမ်းဘေးတွေမှာဒီအင်ချေယာမဲ့တွေအများကြီးပဲလမ်းစုံလမ်းကွာတွေမှာတောင်းစားနေကြတာအဲ့ဒီထဲမှာပညာတတ်တွေလည်းပါတယ်နော်ဟုတ်ပြီလားအထယ်ကြီးပြက်တွေလည်းပါတယ်
a two the pay ballet, at the lumu pulongi credit macalo. Diganet another time be dollar piwalu, no pere pilazu pola, adding Senate general pitu put no when dan neighbor pipi, pidu river pipi, 10 and 19, lochin and lolumiabu. Hala, Diganet dima general. Coco be a tiny other. I did never call on my father, social line, Lumu Pulo never clean a tainada. Metanaka and kindly, Yadaka. Piemu Piet Town Jack, I social a combat. Town Piatra. No? Allow dash up. No? But do my poker chest says a jump sheet. I did never yell like a comboard. Diganet time me disappoint they now the chamber Adi lo Nina but tap it up pit and payment. Time be go general tayame. Hobila, I know general pidu aloha, coco, tanjone. A later low me. Democracy arabe, democracy soda, Ludugani sent that the auto is senate. Coco, tane senate. Adi seneco, Jen don't be his own. Dilumio social, Lumupuloye. These nabadi net general lower lame. Adi a chamber, come out of nabadi, yay light on a tampo wabi. No, not town na set it, no utola yema, come out of a CDM lover, time we go this are pocket, Ludi pit. General Digane a chango can be yeni that Adi a sanity dwama. General Taidoma, so yao. Come out of the Maima, Loma, Chantaga mea. The law at that day be. At that better, a kuma pera mahogo. No, Pia Messoin, Generua, the Tola Council, the Seta Anatin, the town Goya, Chaus and Nakunika Sabi, General, a Pima Piduria. Nessenemia, Atakaniara, Taipoerima de, Sepoedrinema de, no Toka de Scanima, they are, Jama, Social Mumialo, they are, a Tapia, Neba Mujam, they are, Camiaro Talu, they are. No? Ticane like about that needle man. Dario a pita Lopulure, no? A pita Lopulure. Low outline, come out of Paedi Macau, come out of Tadami, but shows a music by the yam. I did love the Pientan Dwallim. Janora Toma. The law a yeji there, a chinate Kuma. Time Vigo, no? That the Canaria at that baby dog getting it a chamber. Come out of the whole sun be CDM Malota. No, come out of a yoga chin of him. I don't want to get of your ballet. These seconds here, Loyaka, man, look around talking as a shame of you, my move. Chow there, he's so at that down brainy there, Ludigo. Come out of the CDM where the power chow near. General, a top and moody done in me a brainy dame. No, I didn't look chow look beyond so that Lacanzia jump sheet. Man, look talking as on a wheel. Now the Cuba lay a yoga chin look. How the now? Digging tap your lie, Camaro Agore, no, seconds he let him a lena shidolo, Joto, Ludu and let him a majabi lena shime. No, Pere Tamara Pola is a Joto lena shima. Camaro a lena Jaulu CDM Malota Basoin, Joto got lena chow, lena chow because I don't see the Locaimala. I do join them around. No, I don't. A yoga chain look. So you know, come out of lower, a bit Yankee dwabi. Lower, a bit Yankee, lower go quinlo miaro. No, a yoga chain also in. Come out of the seconds you, this are kind of Lurema, Pelebe Yaudabi, so. No, that the John net tight and dwabi. No, a yoga that lower the loader so come out that the John net tight and dwabi. Dario Shimpianida, CDM Pekani, General Shimpianida, General Arari Lonely Bare, seeing it Telare, Nizin, General Alu Mayana Nebu, General Earida, Ingumune Pinai, when any Mai Balaware, no, General Zatiba, no, say you win at the Pavare, General Yeme, no, General Biobida, Shauno Tainu Yare, Coco Pia Pema, sewing the China to Shawnee. Go Malone Biolo Yard. No, go Malone. Adi loud or daddy mwe bo,
ကိုတင်ထားတဲ့ကလေးတွေကိုတပည့်အရွယ်လေးတွေကသွေးမြေကြအသက်တွေပေးနေရတဲ့အချိန်မှာခမများတို့ဘာလို့အဲ့လောက်ထီတောင်မှတတ်တီလေးမမွေးနိုင်ရတာလဲနော်ကျွန်တော်တို့ကိုယ်နိုင်လေဒီစစ်အာဏာရှင်အောက်မှာနှစ်ပေါင်းများစွာလူဖြစ်လာခဲ့ပြီးတော့နော်ဟုတ်လားလူလုံးသူလုံးမပေါ်ဘူးပေါ့ဗျာကျွန်တော်တို့တွေနော်ကျွန်တော်တို့လည်းဒါဘွဲတော့မရပြီမဲ့လေကျွန်တော်လည်းဒုတိယနှစ်ထီတော့နေလာခဲ့ပါတယ်နိုင်ငံခြားထွက်တော့ဘာလို့ကြမ်းတက်ရတယ်ပကံစီးရတယ်သူတို့တော့အပြစ်မတင်ပါဘူးကိုတိုင်းပြည်မှာထိုက်တန်တဲ့အလုပ်မှမရတာနော်ဘသူတွေကြီးစိုးလဲဘသူတွေကြီးပွားချမ်းသာသွားတယ်လဲဒီကနေ့ကပ္ပဘဏ်ကကြီးညာတယ်လို့ပြောတယ်နော်ဒီဒေါ်လာတန်ပေါင်း1000အထက်ချမ်းသာတဲ့စစ်ကောင်းဆောင်များမြန်မာပြည်မှာအယောက်1000ကျော်ရှိပါတယ်တဲ့ဗျာsorry အယောက်54ယောက်ရှိပါတယ်တဲ့ဗျာဒေါ်လာတန်ပေါင်း1000ကျော်နော်1 billion အထက်ချမ်းသာတဲ့စစ်ကောင်းဆောင်များ54ယောက်ရှိပါတယ်တဲ့စဉ်းစားကြည့်ပါဗျာတိုင်းပြည်ကစုပ်ပြတ်တတ်ပြီးမွဲနေတဲ့အချိန်မှာဒီလူတွေဘယ်ကပတ်စံနဲ့ချမ်းသာတာလဲလူတို့အတွက်ချပေးမဲ့ budget တွေပညာရေး budget တွေကျန်းမာရေး budget တွေနော်နောက်တစ်ခါသူတို့စစ်တပ်ထဲကစစ်လက်နက်ပစ္စည်းတွေဒီကနေ့စစ်တပ်ထဲကစစ်လက်နက်ပစ္စည်းတွေကိုမင်းအောင်လိုင်ကစရင်အင်းဘသူမှမပြပဲသူ့ဟာသူစိတ်ကြိုက်ဝယ်နေတာတဲ့ဝယ်လာတဲ့ပစ္စည်းတစ်ဝက်လောက်ကလည်းအဟောင်းနေတဲ့ဟုတ်လားမဟုတ်လားတက်မတော်လေးကိုသွားစစ်ခွင့်ပြုလိုက်သွားပြီးစစ်ခွင့်ပြုလိုက်တက်မတော်လေးကိုနော်အဲ့ဒီတော့ဒီနည်းတွေနဲ့ချမ်းသာလာတယ်တိုင်းပြည်ကိုကာကွယ်မဲတဲ့မိချိုမောင်းပြက်တောင်းထားတဲ့ budget ကနော်ထိတ်ဆုံးမှာအဲ့တော့ဘယ်လိုပတ်စံနေနဲ့ချမ်းသာတယ်လဲကျွန်တော်တို့ကလေးတွေနော်ပညာသင်မဲ့အတွက်လုံလောက်တဲ့ facility နော် equipment တွေပစ္စည်းတွေဝယ်ဖို့အတွက်ဒီလိုမျိုးပတ်စံတွေကိုသူတို့ခိုးထားတာအဲ့တော့ကျွန်တော်တို့အားလုံးကလွန်ခဲ့တဲ့1900 2000ခုနှစ်ပတ်ဝန်းကျင်တွေမှာကြောင်းတက်ခဲ့တဲ့လူတွေသိပါလိမ့်မယ်နော်ကွန်ပျူတာသင်တဲ့မှာကွန်ပျူတာလေးတစ်လုံးနဲ့ခလုတ်ကလေးကိုတခြားကျွန်တော်တို့ဆိုခလုတ်တောင်မနှိပ်ခဲ့ရအောင်နော်ခလုတ်တောင်မနှိပ်ခဲ့ရအောင်ဘယ်ရောက်သွားလဲပညာရေး budget တွေနော်ကွန်ပျူတာဆိုတာလေးကိုမြင်လို့ဗတင်းပေါက်ကနေပြီးတော့ကြည့်ရတာဩဒါကွန်ပျူတာပါလားကျွန်တော်တို့ဆိုခလုတ်တောင်မနှိပ်ခဲ့ရဘူးနောက်ကလေးတွေကတော့ပြောတယ်ခလုတ်တောင်နှိပ်ခဲ့ရတဲ့အကိုကြီးတဲ့ဟုတ်တယ်နော်ဒီကနေ့ကျွန်တော်သမီး2ယောက်ရှိတယ်ဟလာကိုဗစ်ကာလမှာသူတို့ကျောင်းတွေပိတ်တယ်အွန်လိုင်းရတင်တယ်ကလေးတယောက်ကိုလက်တော့တယောက်တစ်လုံးစီကျောင်းကပေးတယ်ဗျာနော်အမေရိကန်နဲ့တော့ကျွန်တော်ရှင်းလိုက်ရင်အရင်လုံသွားပါလိမ့်နော်ထားပါတော့ဗျာထိုင်းအဆင့်လောက်နော်အာဆီယံနိုင်ငံအဆင့်နဲ့တော့ရှင်းကြည့်ပါဦးကျွန်တော်တို့ကလေးတွေရဲ့ပညာသင်နေရတဲ့အနေထားနော်မလေးရှားနော်ကလေးတွေကြောက်မှကျွေးတယ်အမေရိကဆိုပြောမနေနဲ့တော့အတ္တိပညာရေး budget တွေကျွန်တော်တို့ကလေးတွေလူတစ်လုံးသူတစ်လုံးဖြစ်အောင်ပြိုးစုပြိုးထောင်ပေးမဲ့ပညာရေးစနစ်ကပ္ပကလေးတွေနဲ့ရင်ပေါင်တန်းခွင့်ရအောင်လူတန်းစိတ်အောင်လူရဝင်အောင်သင်ပေးမဲ့ပညာရေးစနစ်အတွက်အထောက်ပံ့ပြုမဲ့ပညာရေး budget တွေကဒီကောင်တွေရဲ့သားသမီးတွေနိုင်ငံခြားထွက်ပြီးပညာသင်ဖို့ခက်ရိုင်းရိုင်းပြောရရင်ဖာရန်သွားဖို့စေးချဖို့အတွက်နော်သုံးဆွဲတဲ့ငွေတွေဖြစ်ကုန်တယ်အတ္တတွေကိုပညာရေးဝန်ထမ်းတွေထပ်ပြီးခွင့်ပြုအောင်မလားဗျာဟုတ်လားဒီကောင်တွေအုပ်ချုပ်ခဲ့တဲ့နော်1988ခုနှစ်ရှစ်ကာလကိုမပြောနဲ့အောင်1988ကနေ2010အတွင်းနော်ကလေးမွေးဖွားတည်ဆုံမှုနှုန်းပြန်ကြည့်ကဘာနဲ့ရှင်လူလောကကိုမရောက်သေးဘူးကျွန်တော်တို့မျိုးဆက်တွေသေနေရတယ်ဘာကြောင့်လဲလူတွေဟာအာဟာရမီရောက်မစားနိုင်ကြဘူးလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြဘူးနော်ဘာကြောင့်မရလဲဒီ budget တွေဘယ်တွေရောက်ကုန်လဲနော်တနက်နဲ့အပြစ်မခံဘဲနဲ့သေသွားတဲ့မျိုးဆက်တွေနော်ကြောင်းသာပြီးသွားတယ်ဘာမှမသိတဲ့နလဘိန်းလုံးကျွန်တော်တို့မျိုးဆက်တွေ
ဒါတွေအားလုံးဟာဒီကောင်တွေလက်ချက်ဖြစ်တယ်ဒီလောက်ဆိုးရတဲ့စနစ်ဆိုးကြီးကိုကိုယ်တိုင်လည်းဖြတ်လာခဲ့ပါလေရဲ့နဲ့ဒီလောက်ဒီမိုက်တွင်းနဲ့ပြီးစစ်ကောင်စီကိုထောက်ပံ့နေတဲ့ခမားတို့ပညာရေးဝန်ထမ်းတွေအပါဝင်ခမားတို့ဝန်ထမ်းတွေနော် CDM မဝင်တဲ့ဝန်ထမ်းတွေခမားခွင့်လွတ်မယ်လို့တော့မတင်နဲ့နော်ကျုပ်လက်ညောင်းခံအချိန်ကုန်ခံပြီးတော့စီးရင်တွေလုံနေတာအလကားမဟုတ်ဘူးခမားတို့နောက်ကြရင်လူမှုဖူလုံရေးနံပါတ်ထဲပါတခါတည်းထည့်မယ်နော်တကယ်တမ်းမှာဆိုရင်ဒီကနေ့ရွေးကောက်ခံရတဲ့နော်ပါတီရတာဒီအနိုင်ရပါတီရထပ်ပြီးအစိုးရလုပ်ခွင့်ရှိဒီ plan တွေလာတော့မှာနော်ကျွန်တော်တို့ဗာလဲဒီ smart card ပုံစံမျိုးတွေနဲ့ဒီ ID တွေလုပ်ဖို့တွေရှိတယ်ဗာညာဒါတွေအားလုံးဟာအဲ့ဒါပဲနော်လူတွေကိုမင်းဘယ်ရလာလဲကျွန်တော်မေးစရာအကြောင်းမရှိဘူးနံပါတ်ကိုရိုက်ထည့်လိုက်တာနဲ့မင်းဘာလဲဆိုအကုန်သိတယ်နော်အဲ့ဒါမျိုးလေးပေါ့ဆိုတော့ဒီထဲမှာအကုန်ထည့်ရမယ်ဒါတွေကိုဒါကြောင့်ကျွန်တော်တို့ဒီကနေ့ပြောရခြင်းဖြစ်တယ်29ရက်နေ့မှာတတိုင်းပြည်လုံးအတိုင်းအတာနဲ့နော်ပွဲသိမ်းလို့ဖို့တက်လှန့်ပြီးသွားပြီနော်ကြောက်တက်ရင်အိမ်ထဲကနေပြီးတော့ဖျားစာရွတ်ပါဟိုလိုလိုဒီလိုလိုဒလန်လိုလိုနော်တရှိုးလိုလိုတော့လာမလုံးနဲ့နော်ဒလန်လိုလိုတရှိုးလိုလိုတော့လာမလုံးနဲ့မင်းတို့ကိုးကွယ်နေတဲ့စစ်ကောင်းဆောင်တွေလက်နဲ့ရှိတယ်လို့ငါတို့ဖယ်ရတက်မတော်မှာလဲလက်နဲ့ရှိတယ်ဆိုတော့မင်းတို့သိထားဖို့လိုတယ်မင်းတို့တရှိုးလို့ရင်မင်းတို့တိုင်းတယ်မင်းတို့ကံမယ်နော် generation LEE တွေပေါ့ဗျာ generation LEE တွေတတိထားနော်ဒီကနေ့တောင်ကြီးမှာဟုတ်လားဓာတ်နဲ့ဝင်ခုတ်သွားတယ်အသက်ပေးသွားတယ်နော်ဟိုတလောကအောင်ပန်းမှာ9ယောက်1ယောက်အသက်ပေးသွားတယ်နော်အဲ့ဒါကိုကြည့်ပေါ့လူတွေဟာအမှန်တရားအတွက်ရက်တီလာတဲ့ခါသေရမှာတော့မကြောက်တော့ဘူးဂုံယူတယ်ဒီတော်လိုင်းပြီးသွားရင်အာဇာနည်တွေကိုတခန်းတနာနဲ့ကျွန်တော်တို့ကခုံပြုတ်ပေးဖို့လိုအပ်တယ်29ရက်နေ့နော်ပွဲသိမ်းချမှာ29ရက်နေ့ကစပြီးတော့ဒီကနေ့လိုမျိုးရက်ကွက်ထဲဝင်ပြီးတော့နော်ခွေးဆွဲသလိုဟိုရန်ဒီရန်လုံတော့သေဖို့သာပြင်ထားတော့စစ်ခွေးတွေမြေွားတွေစစ်ခွေးတွေရဲခွေးတွေအယိုးကြိုက်တွေနော်အယိုးကြိုက်တွေမင်းတို့အလှည့်ရောက်တော့မယ်အဲ့တော့ CDN ကိုကြောက်လို့မဝင်တာတို့မှန်တယ်ထင်ပြီးတော့မဝင်တာတို့နော်အယိုးကြိုက်လို့ဝင်တဲ့ပုံကိုအားလုံးအချိန်မီသေးတယ်နော်အချိန်မီသေးတယ်အဲ့ဒါလောက်ပြောနေမကောင်းဘူးဒီကောင်တွေဘလို့နည်းနဲ့မှနိုင်စရာအကြောင်းမရှိတော့ပကတိအမြင်အရာပေါ့ဗျာအခြေအနေအရာလည်းနိုင်စရာအကြောင်းမရှိသလိုမမြင်အပ်တဲ့အရာတွေလောကမှာ32ပုံဆိုတဲ့ဗုဒ္ဓဘာသာမှန်ရင်တော့32ပုံဆိုတာကိုယုံကြည်ရတယ်နော်အတ္တိမှာမမြင်အပ်တဲ့ပုံကိုယ်တွေဒဏ်ခတ်တာကိုလည်းခံရမယ်ဘလို့နည်းနဲ့လဲဒီကနေ့ဟာလားလေးစုဓာတ်ပုံဓာတ်ဆုံရွှေတကုံနဲ့ပွင့်ခဲ့ပြီးတဲ့ဖျားလေးစုရဲ့ဌာပနာတွေကိုကဘာပေါ်မှာဘယ်မှမရှိတဲ့နော်ဖျားရှင်လက်ထက်တည်းကရှိခဲ့တဲ့နော်တကယ်အထင်ကြီးဘာသာရေးအရာလဲအဖို့မဖြတ်နိုင်တဲ့နော်ရွှေတကုံစေတီတော်မြတ်ကြီးရဲ့ရွှေသင်္ကန်းတွေကိုခွာပြီးတော့ဒီကောင်တွေမဟုတ်မဟုတ်ပဲမှတ်ဒီလုံနေကြပြီနော်မြောင်များစွာတဲ့ဒီလူတွေဒီအလှရှင်တွေလှူထားတဲ့ဒီယရနာတွေနော်ဒီကောင်တွေခိုးမှာပဲအဲ့ဒီအတွက်နော်ဒီတမာတွေဝနတ်ကောင်းနှက်မြတ်ဒီမမြင်အပ်တဲ့နော်ပုံကိုယ်တွေကလည်းခွင့်လွတ်မှာမဟုတ်ဘူးနော်ကျွန်တော်တို့ကြားဘူးတဲ့မလားရွှေကုံဖျားမှာကျွန်တော်တို့ဒီမောင်ကျန်လားကျွန်တော်တို့ဒီလေကြောက်ရွံ့ဖြစ်သွားတာဟုတ်လားလောဘတက်ပြီးတော့ရွှေကုံစေတီရဲ့အောက်မှာနော်ဒီဟိုတုန်းကအစီရင်နေနဲ့လောက်ထားတဲ့လောက်ပြီးတော့ဒီဌာပနာတွေပစ္စည်းတွေရှိတယ်ဟုတ်လားကျွန်တော်တို့ဒီမောင်ကျန်ကဗာလဲတရုတ်ပြည်ကဒါကတော့တမိုင်းနဲ့အကြောင်းအရာတွေပေါ့ဗျာနော်ဒန္နာကြီးတွေလက်ဆန့်ပါတယ်အဲ့တော့ဥတီဘွားရဲ့သမီးနဲ့ကြိုက်ပြီးတော့နှာမွန်ပြီးတော့ဟိုကခိုင်းတဲ့အတိုင်းသွားလှုပ်လိုက်တာဖယားဌာပနာတွေနော်ယူဖို့နေတာသာနော်ကြောက်ရွံ့တောင်ဖြစ်သွားလိုက်သေးတယ်ဘာတဲ့လဲ
တားမွေတဲ့တားမွေမွေကြီးကတားတယ်မသွားဘူးအဲ့ဒါနေရာကိုတားမွေကနေတားမွေဖြစ်ကုန်တယ်ကြည့်မြင်နိုင်တဲ့ဒါတွေကတော့ကျွန်တော်တို့တော်တော်များများလဲဖတ်ဖူးကြမှာပါဟုတ်လားအမတန်ရိုးသားတဲ့ဒီဖျားပေါ်မှာစပယ်ပန်းရောက်တဲ့ကလေးဟုတ်လားဝိဇ္ဇရိုတယောက်ကိုကူညီရင်းနဲ့ဝိဇ္ဇရိုကနေပြီးတော့ဒီမြေရှိုးမိုးပြန်တဲ့ဟာလေးသူကလည်းတိတ်ထီလေးပေးလိုက်တာအဲ့ဒါကိုအငြိမ်မနေဘဲနဲ့တွားပြီးတော့မစိတ်တက်ပြီးတော့မိုက်ဖက်ပါတာပေါ့ဗျာတွားလှုပ်တယ်ဒီကနေ့မင်းအောင်လိုက်အပါဝင်စစ်ကောင်းနေအောင်နေလဲအဲ့ဒီလိုပဲနောက်ကမိန်းမတွေကဂုံတုဂုံပြိုင်ဟာလားဟိုလူဟိုကတော်ကဘာဝစ်လို့ဒီကတော်ကဘာဝစ်လို့အဲ့ဒါတွေနဲ့ယောက်ျားလှုပ်သူတွေကိုမြှောက်ပင့်ပေးမဖက်ပါပြီးမိုက်နေကြတဲ့စစ်ကောင်းဆောင်များစစ်ခွေးများနော်ဖယားထာပနာဖယားပစ္စည်းတော်ခမရတို့မချမ်းတော့မောင်ကန် sorry ကျွန်တော်မောင်ကန်ကျေးဇူးတင်တယ်နော်ကျေးဇူးတင်တယ်အဲ့တော့မောင်ကန်ဘယ်လိုဖြစ်သွားလဲဒီကနေ့ခမရတို့ရွှေတွေခွာထားတာဗျာနော်ဓာတ်ပုံတွေနဲ့ရိုက်တာဒါလုံးဝညင်းလို့မရတဲ့ကိစ္စဘယ်သူမှမလုပ်ရတဲ့ကိစ္စတွေဗုဒ္ဓဘာသာမှန်အဲ့ဒီတော့အမျိုးဘာသာသာသနာဆိုပြီးတော့669နော်669 profile တွေတက်ပြီးတော့နော်အယုတ်စီယိုထိုးပါမယ်ဆိုတဲ့ပုံကူများခင်ဗျားတို့ရဲ့နော်ခင်ဗျားတို့ရဲ့အဖေကြီးပေါ့ဗျာဖေကြီးရဟိုမှာအခုရွှေတကုံဖေရရွှေတွေပါခွာကုန်ပြီဒီဌာပနာတွေလည်းခိုးမှာပဲဖယားတကဖယားကအလူကံပုံးတွေလည်းဖောက်ပြီးသွားပြီခင်ဗျားတို့ဘာလုပ်မှာလဲဒီကနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာဟာနော်တက်မတော်နဲ့လူတို့မဲကိစ္စလည်းမဟုတ်နော်အစိမ့်အနီကိစ္စလည်းမဟုတ်ဘူးနော်အစိမ့်အနီကိစ္စလည်းမဟုတ်ဘူးဒီကနေ့ကိစ္စဟာတိုင်းပြည်အနာဂတ်ကိုနော်တန်ပေါင်းများစွာသောမျိုးဆက်သစ်တွေကိုမီးလောင်တိုက်သွင်းမဲ့လူမျိုးတုံးမဲ့နော်စနစ်တစ်ခုကိုအကျိုးစီးပွားကိုအကျိုးအသုံးချဖို့အတွက်အာဏာသိမ်းတဲ့စစ်ကောင်စီပေါ့ဗျာစစ်ခွေးတွေကိုနော်စန့်ကျင်တဲ့လောက်ရဖြစ်တယ်စိမ့်နာတွေหนีတာတွေလာမပြောနဲ့နော်ဒီကောင်တွေမှာစိမ့်တာလည်းမရှိหนีတာလည်းမရှိဒီကောင်တွေရှိတာသူတို့အာဏာရဖို့ပဲအဲ့တော့ဒီကဲဘဂတိမျက်မြင်အခြေအနေရတန်တမန်ကြီးကြာဆုံးနေပြီဘန္နာကြီးပြိုလဲနေလို့ဖျားရွှေခွာနေပြီနော်စစ်ရေးနော်စစ်ရေးခွေးပြေးဝယ်ပြေးနေရပြီ KIA တိုက်လို့မှဟွာတွေဖြစ်ကုန်ပြီတိုက်ပွဲတွေကြပြီးတော့နော် KIA ကလည်း80တိုးလာနေပြီ KNU ကလည်းဆက်ချနေပြီနော်ဖက်ဒရယ်တပ်မတော်ကြီးကလည်းပြောမယ်စစ်ရေးကုန်နေပြီတန်တမန်ကြီးနှစ်လသာပြေးတော့မယ်သူ့ပထွေးတရုတ်နဲ့ရုရှားတောင်မှပဲအသိမှန်မပြုလုံခြုံရေးဒီလူအခွင့်အရေးကောင်စီကြီးညာချက်ထုတ်ဖို့အတွက်ကန့်ကွက်သူမရှိဘူးတဲ့တရုတ်ကမကန့်ကွက်ဘူးရုရှားလည်းမကန့်ကွက်ဘူးတန်တမန်ရေးပြိုလဲနေပြီဦးကျော်မိုးထွန်းတို့ဟုတ်လားနော်တန်တမန်နေနော်ဒေါက်တာဆာဆာတို့ကုလသမဂ္ဂဝင်နေပြီကြပြီဆိုတော့တန်တမန်ရေးပြိုလဲနေပြီနော်တိုင်းပြည်အုပ်ချုပ်ရေးခမများတို့အတင်းအာဓမတနတ်ဖောက်ပြီးရက်ွက်တဲ့ကိုအုပ်ချုပ်ရေးမှုတွေခမများတို့နော်ခမများတို့ရဲ့အယိုးကြိုက်တွေကိုခန့်တယ်အသက်ခံရတဲ့လူအသက်ခံကြောက်ပြီးပြေးတဲ့လူပြေးရက်ွက်ယုံမီးရှို့ခံရသူယုံကမီးရှို့ခံရဘယ်မှာလဲတိုင်းပြည်ရဲ့အုပ်ချုပ်ရေးမန်နန်ရဲ့အဓိကကြောရိုးဖြစ်တဲ့ရက်ကြီးအုပ်ချုပ်ရေးခမများတို့မအုပ်စီးနိုင်သေးဘူးနော်မအုပ်စီးနိုင်သေးအဲ့ဒါကျုပ်တို့လက်နဲ့ဘာတစ်ခုမှမကင်သေးဘူး28ရက်နေ့အလကားတော့ထွက်မှာမဟုတ်ဘူးခင်ဗျားတို့သိထားဖို့ကနော်ဘယ်နေရာမှာခင်ဗျားတို့အောင်မြင်မှုရတယ်လဲခင်ဗျားတို့မြောက်ရီနဲ့ရုပ်မြင်တန်ကြပေါ်တက်ပြီးတော့နော်ပေါက်ပန်း40ဟိုကလေးမလေးမန္တလေးကတေသွားတဲ့ကလေးမလေးဟာကြည်ရသူ့ဟာသူလာတာကို तू ကဝန်ခံလို့တေရပါတယ်ဆိုတာမျိုးပေါက်ပန်း40ဒီခင်ဗျားတို့ရှောက်ပြောနေတာနော်ဇော်မင်းထွန်းပြောင်းလိန်ပြောင်းစားအဲ့တော့ခင်ဗျားတို့အောင်မြင်တဲ့နေရာတနေရာမှမရှိဘူးဒါကျွန်တော်တို့ဗဂတိမြင်နေရတဲ့မြင်ကွင်းနော်32ပုံဗုဒ္ဓဘာသာတွေကလက်ခံထားတဲ့32ပုံရကြည့်ခမည်းတော်ဘယ်တမာတွေဝနှကောင်းနဲ့မြက်ကမှခမည်းတော်ကြည့်နေမှာမဟုတ်ဘူးနော်
ရွှေတကုံဆိုတာကဘာပေါ်မှာတဆူသီးသောနော်နတ်ပြည်မှာတော့မရှိဘူးပြောတယ်နော်နတ်ပြည်ကကိုမရောက်ဘူးလို့မသိဘူးဒါဒီကနေ့ရွှေတကုံစီးတွေတော့ကျွန်တော်တို့ရဲ့ဒီဟာပွင့်ငယ်ပြီးတဲ့ဖျားလေးစုရဲ့ဓာတ်တော်မွေတော်တွေကိုနော်ကိန်းအောင်ရတကဘာလုံးမှာဗမာမမရှိတဲ့တဆူသီးသောနတ်တရစ်လူတရစ်တည်ခဲ့တဲ့ဖျားနော်တကိုးအရာမှလည်းပြောမနေနဲ့တော့အဲ့တော့နော်ဒီလိုမျိုးဒီသာသနာအရာလဲနော်အမတန်အဖိုးမဖြတ်နိုင်နဲ့နော်အမတန်တကိုးကြီးပါတဲ့ဒီဖျားကရွှေတွေကိုခွာခင်ဗျတန်းရွှေရအဲ့ဒီမှာသူ့ရုပ်ပုံနဲ့တူတဲ့ဖျားတောင်လှုပ်သေးတယ်ဆိုတော့အမလေးဒီလူတွေကြံကြီးစီရကွာအဲ့ဒီဖျားကိုဘုန်းကြီးတွေကလည်းရှ िख ိုးရတယ်ခိုးတိုင်းဒီလူတွေကအဝီစီးကိုနော်တပေတိုးသွားပြီဆိုတော့အဲ့တော့မျက်မြင်အခြေအနေရလဲပဂရိအခြေအနေတွေရလဲခင်ဗျားတို့မှာအောင်မြင်တဲ့နေရာတစ်ခုမှမရှိနော်အဲ့တော့မမြင်အပ်တဲ့နော်ပုံကိုယ်တွေကလည်းခင်ဗျားတို့ပြစ်ထားမှာမဟုတ်ဘူးနော်ခင်ဗျားတို့ဘေးဒင်းတွေရေရတွေအောက်လန်းတွေသေသွားတဲ့လူတွေကိုခင်ဗျားတို့နော်ဟိုဟာတွေဂူတွေပြန်ဖော်လှုပ်ချင်တယ်လို့လှုပ်နော်လှုပ်ချင်တယ်လို့လှုပ်လမ်းပေါ်မှာခြောက်နေတဲ့ပြည်သူတွေရဲ့သွေးတွေပြန်ဆိုးလာပြီနော်တိတ်မကြတော့မင်းအောင်လာရရှင်လျက်နဲ့နော်ရုပ်ကတရိษံရုပ်ပေါက်နေပြီကျွန်တော်အဲ့လိုပဲပြောချင်တယ်ခင်ဗျားတို့မယုံရင်ပြန်ရှင်ကြည့်လိုက်အဲ့တော့ခင်ဗျားတို့ဘာကိုစီရီယံကိုဘာလို့စိတ်ကူးတွေနဲ့ဘလို့ဝေမန်းကိုမင်းအောင်နိုင်ဘာကြောင့်စစ်အာဏာသိမ်းတယ်လို့စဉ်းစားလို့မရတယ်လို့ခင်ဗျားတို့ဘာကြောင့်ဝေမန်းကိုစဉ်းစားလို့မရအောင်ဖြစ်နိုင်ခြေရှိတာတော့အဲ့ဒါပဲအယိုးကြိုက်ချင်လို့ကြောက်လို့နော်အယိုးကြိုက်ချင်လို့ကြောက်လို့နော်ဒါပဲပညာရေးဝန်ထမ်းများဒီပွဲပြီးသွားရင်ခင်ဗျားတို့ CDM ဝင်တဲ့ပညာရေးဝန်ထမ်းများပညာရေးနယ်ပယ်မှာမရှိစေရအောင်ကျွန်တော်တို့ထပ်တိုက်တွန်းမယ်ဒီလူတွေပညာရေးနယ်ပယ်မှာထားတာတိုင်းပြည်ကိုအန်ဒီရဲ့သိရှိတယ်ဟုတ်ပြီနော်တော်လိုင်းရအောင်မြင်မှာပေးဆက်မှုတွေတော့ရှိမှာပေါ့နော်ကျွန်တော်တို့ရွေးချယ်စရာမရှိတော့ဘူးရွေးချယ်စရာမရှိတော့လို့ဒီလမ်းကိုကျွန်တော်တို့ကရွေးရတာခမည်းတော်ကိုးကွယ်နေတဲ့စစ်ကောင်းဆောင်တွေမိုက်တွင်းနဲ့လို့ကျုပ်တို့တွေနော်သွေးတွေစွန့်ပေးနေရတာအဲ့တော့ခမည်းတော်အတွက်လည်းနော်ထိုက်တန်တဲ့ပြစ်ဒဏ်တွေလာလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ဒီကနေ့တော်တော်လဲကျွန်တော်အချိန်ကြာပြောလိုက်ပြီးပါပြီအဲ့တော့ကျွန်တော် line မှာမတက်ထားတာမဟုတ်ပါဘူး Facebook အပိတ်ခံမှာလဲစိုးတယ်အရေးကြီးတဲ့အချိန်မှာနောက်တစ်ခုကကျွန်တော်မှလည်းတခြားကိစ္စလေးတွေဝိုင်းလုပ်ပေးနေတာရှိပါတယ်ဆိုတော့အဲ့ဒါလေးတွေဟိုရက်ကအလုပ်ရှုပ်တယ်နောက်တစ်ခါကျွန်တော်ကိုရီးကိုတာတွေလည်းအလောက်ကလည်းလုပ်နေရလို့ပါနော်ဟုတ်ပြီအဲ့တော့ CDM မလုပ်တဲ့လူများကိုစည်ရင်းနေပို့ပေးပါကျွန်တော်တဖြည်းဖြည်းချင်းကျွန်တော်စည်ရင်းနေသွင်းပါမယ်အခုဒီစကားပြောပြီး17နာရီကျော်နေပြီ12နာရီထိုးတော့မယ်ဒါပေမဲ့ကျွန်တော်ရသမျှစည်ရင်းနေထပ်တင်ပေးမယ်တင်ပြီးကျွန်တော် update လုပ်ပေးမယ်เนาะအသစ်ထပ်တင်ပေးမယ်ဟုတ်ပြီလားเนาะအားလုံးကျေးဇူးတင်တယ်29ရက်နေ့เนาะကလေးတွေနောက်ကနေเนาะကြောတောက်နောက်ခံလုတ်ပေးမလားလို့ကျွန်တော်ဒီ line ပေါ်မှာရှိတဲ့လူကြီးများကိုမေးချင်ပါတယ်ကလေးတွေကတော့စိတ်ဖြတ်ချက်တုံးချပြီးပါပြီ29ရက်နေ့ဟုတ်ပြီတန်ပေါက်ကျွေးမယ်ပလာတာကျွေးမယ်โอเคကြိုက်တယ်เนาะဟုတ်ပြီเนาะအဲ့တော့29ရက်နေ့မှာတတိုင်းပြည်လုံးကိုเนาะဒီ generation Z ကလည်းကြီးညာပြီးွားပါပြီကျွန်တော်လည်းထပ်ပြီးအတီးပေးပြရစီ29ရက်နေ့မှာတတိုင်းပြည်လုံးအတိုင်းအတာနဲ့ပွဲသိမ်းတိုက်ပွဲဆင်နွှဲပါမယ်เนาะပြောကြပါတဲ့ဒံပေါက်တွေစက်သားပလာတာတွေဟိုဟာတွေချင်းကန်ဆက်အရေးစမ်းတွေအရေးတောက်တွေအကုန်ပါမယ်လို့တော့ပြောတယ်အလူပေးကြမယ်เนาะအတိမှာကလေးတွေကိုဝိုင်းပြီးဝင်းရံပေးဖို့လိုပါတယ်ထပ်ပြီးတိုက်တွန်းပေးရစီပွဲသိမ်းလုံးမှာပါပွဲသိမ်းလုံးကြမှာပါ29နှစ်ရဲ့စပြီးတော့เนาะအဲ့တော့ sorry เนาะအားလုံးကလေးတွေနဲ့နော်ကလေးတွေနဲ့အတူတိုက်ပွဲဝင်ပေးကြပါလို့ကျွန်တော်ထက်ခါ
တိုက်တွန်းခြင်းပါတယ်နော်ဒီကျွန်တော်တို့ Federal တက်မတော်တဲ့ငွေတူတန်းခြင်းနဲ့မြန်မာပြည်တွင်းတွေကအခက်အခဲရှိတဲ့မိတ်ဆွေများကျွန်တော်ကိုဆက်သွယ်ပါကျွန်တော်သက်ဆိုင်သူတွေကိုထပ်ပြီးဆက်သွယ်ပြီးတော့ဘယ်လိုပုံစံမျိုးနဲ့အဆင်ပြေအောင်လုံခြုံစိတ်ချအောင်လှူဒန်းလို့ရမလဲဆိုတာကိုပြန်ပြီးအကြောင်းကြားပေးပါမယ်เนาะ line ပေါ်မှာလည်းတင်ထားပါတယ်ကျွန်တော်ရဲ့ဒီ page ပေါ်မှာလည်းဟာလာ website ပေါ်ကို click ပြီးတော့လှူလိုက်ရုံပဲကျွန်တော်တို့ဒီကလူတွေကတော့လွှဲတယ်ကျွန်တော်တို့ debit credit ကျွန်တော် bank account တွေကနေပြီးတော့ကျွန်တော်တို့ကဒါတိုင်းလွှဲလို့ရတယ်ဗမာပြည်ကဗမာငွေအနေနဲ့ဘယ်လိုလွှဲမလဲကျွန်တော်လည်းအဲ့ဒါတော့တကယ်မသိသေးဘူးเนาะပြီးတော့ကျွန်တော်တငယ်ချင်းတွေဟိုတရက်ကလည်းပြောတယ်ကိုရိုနာကြီးကျွန်တော်လှူခြင်းနဲ့စိတ်ချလက်ချဟာမျိုးအေးရကျွန်တော်ပြောမယ်လို့ပြောထားတယ်အဲ့တော့ကျွန်တော် live ကိုနားထောင်နေဆိုရင်လည်းကျွန်တော်တငယ်ချင်းတွေတော့ကျွန်တော်ကိုဆက်သွယ်ပြီးတော့လှူဖို့အစဉ်သင့်ဖြစ်နေပါပြီကျွန်တော်တို့အတက်နဲ့ဟိုပေါ့ဗျာလုံခြုံစိတ်ချရဆုံးเนาะဟိုဖြစ်အောင်ဝိုင်းဝင်ပြီးတော့လုပ်ပေးပါမယ်လို့ကျွန်တော်တို့ဟိုပေါ့ဂရီပေးပါတယ်เนาะဂရီပေးပါတယ်များများဝိုင်းလှူပေးကြပါအဲ့တော့ငွေကြေးတွေလိုအပ်နေပါတယ်ကုံကုံပြောရရင်ဗျာဒီတန်ယုံနေရက်တည်ဖို့အတွက်လည်းငှထားရတာလीဗျာဟုတ်တယ်မလားအဲ့ဒါတွေလည်းလိုအပ်တာကိုယ့်ဟာကိုရက်တည်ပြီဆိုဒါတွေကကျွန်တော်တို့အစိုးရပေးရမှာပေါ့အားလုံးဝိုင်းပြီးတော့ဟိုကူညီဒါတွေကဖြစ်ပါတယ်เนาะအဲ့တော့လှူတာတွေလည်းဝိုင်းလုပ်ပေးပါတတ်နိုင်သူများအဲ့တော့နောက်တစ်ခုကဒီ29ရက်နေ့ကလေးတွေလမ်းပေါ်ထွက်ပြီးတော့တိုင်းပြည်လုံးအတိုင်းအတာနဲ့เนาะပွဲသိမ်းလုံးမဲ့ပွဲမှာเนาะတက်ကြွတတ္တိရှိပူပေါင်းပါဝင်ပေးကြဖို့ကျွန်တော်ထက်ခါတိုက်တွန်းချင်ပါတယ်ကျွန်တော်တို့ဒီကလေးတွေလည်းเนาะဘေးအန္တရာယ်ကင်းရှင်းပြီးတော့เนาะအကြဆုံးနည်းနဲ့ပွဲကြီးမြန်သိမ့်ပါစေလို့လည်းကျွန်တော်ဆုတောင်းပါတယ်เนาะအရန်ပဲဂုဏ်ယူပါတယ်လေးစားပါတယ်เนาะဒီတစ်ခါပွဲသိမ့်ဖြစ်ပါတယ်เนาะနောက်ဒါမျိုးတွေထပ်မဖြစ်အောင်ကျွန်တော်တို့လက်ရှိနေတဲ့လူများကတာဝန်ကျေဖို့ပဲလိုပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ဒီကနေ့ကရင်အဖွဲ့အစည်းကိုเนาะလူထုဘက်ကနေရက်တီပေးတဲ့ KNU ကရင်အဖွဲ့အစည်းကိုเนาะဂုံပြူသောအဖြစ်ကျွန်တော်ကကရင်အင်ကြီးလေးဝစ်ထားတာပါကျွန်တော်ကဗမာပါကျွန်တော်အမျိုးသမီးကကရင်ပါเนาะကရင်ပါဒါတော့ကျွန်တော်ရဲ့ကရောပေါ့ကရင်အာဇာနည်စောပါဦးကြီးပဲအဲ့တော့ဒီကနေ့ဗျာကရင်နေသူတို့အာဇာနည်နေလောက်ခွင့်နေပိတ်ပင်နေဘာညာပေါ့ကျွန်တော်အရင်ဟိုမှာရှိခဲ့တယ်ပေါ့ဒါတွေကဖက်ဒရယ်ပြည်ထောင်စုပေါ်လာရင်သူတို့တွေလည်းသူတို့ရဲ့ဒီလွတ်လပ်ခွင့်တွေရှိစေရမယ်ကျွန်တော်တို့အဲ့လိုပဲမြင်တယ်စာပေတွေခေတ်အဆက်เนาะတိုင်းရင်းသားတွေသူတို့စာပေယဉ်ကျေးမှုတွေเนาะသူတို့ထိမ့်သိမ့်ဖို့အတွက်စာပေတွေတင်နေပိတ်ပင်နေခံရတယ်စိတ်မကောင်းစရာပဲဟုတ်လားရခိုင်စကားပြောရမယ်ရခိုင်ယဉ်ကျေးမှုကိုထိမ့်သိမ့်ရမယ်လွတ်လပ်စွာမုံယဉ်ကျေးမှုကိုထိမ့်သိမ့်ရမယ်လွတ်လပ်စွာမုံယဉ်စာပေတွေကိုလက်ဆင့်ကမ်းနိုင်ရမယ်เนาะအဲ့တော့တခြားတိုင်းရင်းသားတွေလည်းထို့အတူပဲကိုယ့်ရဲ့ယဉ်ကျေးမှုကိုယ့်ရဲ့စာပေဟုတ်လားကိုယ့်ရဲ့အမျိုးကုံကိုเนาะထိမ့်သိမ့်ခွင့်ရှိရမယ်လက်ဆင့်ကမ်းခွင့်ရှိရမယ်အဓိကဘာလဲကျွန်တော်တို့ပြည်ထောင်စုရဲ့အကျိုးကိုအားလုံးဝိုင်းပြီးတည်ဖို့ပဲဟုတ်ပြီလားတိုင်းပြည်ထဲမှာဘာသာစကားမျိုးစုံဓလေ့စရိုက်မျိုးစုံယဉ်ကျေးမှုမျိုးစုံတဘာဝပတ်ဝန်းကျင်မျိုးစုံဘလောက်ကောင်းလဲဗျာအဓိကတိုင်းပြည်တိုးတက်ဖို့ပဲလူတိုင်းဟာကိုယ့်ရဲ့ဒီရိုးရာယဉ်ကျေးမှုစာပေဓလေ့တွေကိုထိမ့်သိမ့်သင့်တယ်နော်ဖက်ဒရယ်ပြည်ထောင်စုတွေပေါ်လာရင်ဒါတွေကဒီလိုမျိုးဒုနေစုတိုင်းရင်းသားတွေရဲ့ဒီစာပေယဉ်ကျေးမှုတွေထိမ့်သိမ့်ဖို့အတွက်နော်ထောက်ပံ့ပေးသင့်တယ်အားပေးသင့်တယ်တကယ်လည်းအားပေးမှာပါအဲ့ဒါတွေကဖက်ဒရယ်ပြည်ထောင်စုဖြစ်လာခဲ့ဘလောက်ကောင်းမလဲဟုတ်ပြီလားအဓိကပါလဲကျွန်တော်တို့ဖက်ဒရယ်ပြည်ထောင်စုရဲ့အကျိုးကိုအားလုံးဝိုင်းဝင်သယ်ဖို့ပဲဟုတ်ပြီလားဒါအဓိကပဲအဲ့တော့ကျွန်တော်တို့ကဒါကြောင့်မလို့ဒီဖက်ဒရယ်ပြည်ထောင်စုကိုအစဉ်တစ်ဆက်လိုချင်ခဲ့တာတိုင်းရင်းသားတွေကလည်းဒါကြောင့်လိုချင်ခဲ့တာဒါတွေမရလို့လက်နဲ့ကင်ပြီးတော်လန်တဲ့အဆင့်ကိုရောက်ကုန်ကြတာဒါတွေကိုဘသူတွေကမပေးချင်တာလဲတိုင်းပြည်ကိုချဲလဲခြင်းနဲ့ကောင်းတွေကမပေးချင်တာနေဝင်းကြီးကစလိုက်တာဒီကနေ့ဟိုပါပေါ့ဗျာမင်းအောင်လိုင်းထိနော်လာအောင်မယ်နောက်ထပ်စိုးဝင်းတို့ပါတော့ဒီကနေ့ကမင်းအောင်လိုင်းပြီးုံနဲ့ပြီးသွားမယ်ပွဲမဟုတ်ဘူးအပြတ်ကိုလုံးရမယ်ပွဲအပြတ်ကိုလုံးရမှာတက်ကိုလုံးဝ reform လုပ်ပြရမှာနော်ရှေ့ကိုမရှိရတော့
ဖယ်ရတဲ့ပါခြင်းပါဖယ်ရတက်မလို့တဲ့ပါခြင်းပါဒါပဲဒါတော့ဒီကနေ့တိုက်ပွဲအရင်ရေးကြည့်ပါတယ်အရန်ဂုံယူပါတယ်လေးစားပါတယ်လုံးဝလည်းအောင်ရမယ်နော်ခင်ဗျားတို့နောက်မှာကျွန်တော်တို့လူလူအောက်မှာနောက်မှာအမှန်တရားကိုစောင့်ရှောက်တဲ့နှက်ကောင်းနှက်မြတ်တွေလည်းရှိတယ်လို့ကျွန်တော်ပြောချင်ပါတယ်နော်ဖယားရွှေခိုးဖယားထာပနာခိုးနော်နီးမျိုးစုံအောင်ရုပ်မာတဲ့ကောင်းနေမင်းတို့ကောင်းနေလူစင်စစ်ကနေပြီးတော့တိရစ္ဆာန်ရုပ်တွေပေါက်ကုန်ပြီမင်းအောင်နိုင်တို့အဲ့ဒါလောက်ပဲကျွန်တော်ပြောချင်ပါတယ်နော်နောက်နေ့မှာလည်းကျွန်တော်ဖြစ်နိုင်ရင်တခြားတိုင်းသားဒီကနေ့လူထုဘက်ကနေရက်တီတဲ့တိုင်းသားလက်နက်ကန်အင်အားစုတွေဖြစ်တဲ့ KNU နော်ရခိုင်တပ်မတော် AA ဇိုမီနော်ပြီးရင်ဇိုမီလက်နက်ကန်ပြီးရင်ကျွန်တော်တို့ဒီချင်းအမျိုးသားတပ်ဦး CNF နောက်တစ်ခါကချင်ကဒီ KIA နောက်တစ်ခါဒီ RCSS အဖွဲ့အစည်းအသီးသီးကကိုစားပြုတဲ့တိုင်းရင်းသားဝစ်စုံလေးတွေရရင်တော့ပိုကောင်းတာပေါ့နော်မရရင်လည်းကျွန်တော်တို့ကဒီလိုပဲကျေးဇူးတင်စကားတွေခဏခဏပြောပြမှာပါနော်အားလုံးကိုကျေးဇူးတင်တယ်နော်အဲဆိုရင်ကျွန်တော်လည်း line ပေါ်ကဆင်းပါတော့မယ်နော်ကျွန်တော် CDN မလုပ်တဲ့လူတွေရဲ့စီးရင်ကိုပေးပါ CDN ဝင်သွားတဲ့ပုံကူများကလည်းအထောက်အထားနဲ့ကျွန်တော်ရှိကိုပို့ပြီးတော့ CDN ဝင်နေပါပြီဆိုတော့အတိပေးပါကျွန်တော်စီးရင်ဖြတ်ပေးပါမယ်ဟုတ်ပြီလားနော်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်အရေးတော်ပုံအောင်ရမည်နော်